လူတွေအားလုံးဟာကျွန်တော်ပြောသလိုလောဘကြီးကြတယ်ကိုယ့်အတွက်ကိုသိရတယ်ကိုရယူပဲစဉ်းစားကြတယ်စတဲ့အကုသိုလ်ဒုစရိုက်တွေအားလုံးမှာမွေ့လျော်တယ်လို့ကျွန်တော်ပြောခဲ့ပါတယ်ဒါပေမဲ့လူတွေအားလုံးမှာတူတဲ့တစ်ချက်ရှိတယ်အဲ့ဒါတွေကတော့လူတိုင်းဟာမျှော်လင့်ကြတယ်မျှော်လင့်ခြင်းတွေကအသက်ဓာတ်ဖြစ်တယ်ဓမ္မပါဒမှာပါတယ်နော် no one can live without craving ဘယ်သူမှ craving အာတိတမရှိပဲမျှော်လင့်ချက်မရှိပဲအလားလာမရှိပဲအသက်မရှင်နိုင်ဘူးတဲ့ဘုရားရှင်ဟောတာနော် no one can live without craving ဘယ်သူမှအသက်မရှင်နိုင်ဘူးတဲ့မျှော်လင့်ချက်တွေရှိတယ်ကျွန်တော်တို့အားလုံးဟာလူတွေအားလုံးအာတိတတွေမျှော်လင့်ချက်တွေမျှော်မှန်းချက်တွေမရှိရင်မရှင်သန်နိုင်ဘူးဘာဖြစ်လို့မျှော်ကြတယ်လူတွေဟာသောကတွေရှိလို့ဘာသောကတွေလဲဘဝအဓိပ္ပာယ်တွေကောင်းကောင်းမွန်မွန်မသိဘူးဝေဝါးဝါဖြစ်လို့တချို့ကအနာဂတ်ကမသေးချာလို့တချို့ကဆင်းရဲတဲ့ဘဝနဲ့နေရတဲ့သောကတွေရှိလို့တချို့ကဘဝမလုံးကြုံလို့တချို့ကသူတစ်ပါးနဲ့မိမိမတူရကောင်းလားငါကဘာလို့ဆင်းရဲတာလဲသူကဘာလို့ချမ်းသာတာလဲဒီစိတ်ဓာတ်တွေရှိလို့တချို့ကြတော့မြစ်တာမရတဲ့သောကအားကိုးရမဲ့တဲ့သောကစသဖြင့်သောကကိုရေးတွက်ကြည့်လိုက်တဲ့အခါမှာ16ပါးရှိတယ်တဲ့ထားလိုက်တော့တခါတလေကိုကမျှော်ရတယ်တခါလေသူများကကိုမျှော်တယ်ကိုမသိဘူးအမေကောက်တင်းကောက်သွားတော့ကျွန်တော်7နှစ်သားအမေကိုမျှော်တယ်ညနေဆောင်တိုင်းအမေကကောက်တင်းကိုပစိုးကြီးနဲ့ထိုးပြီးရွက်လာတဲ့အမေကိုအနောက်ထိုးရွာလမ်းပြအနောက်တကားစီကလာမကိုကျွန်တော်သွားမျှော်တယ်ဒီနေ့တော့မှောင်သွားတယ်တကားကို6နာရီပိတ်ရတော့တကားကအကြီးရွာတကားကြီးပိတ်မယ်လို့တော့ဒီဘက်ကဆူးတွေနဲ့ရွာတကားကြီးပိတ်မယ်လို့တော့နေပါအောင်ဗျာဘာကြီးတို့အမေမလာသေးလို့ဟိုမေလာတော့လည်းခေါ်ပါလိမ့်မယ်ကွာပိတ်လာတော့ပိတ်ရမှာပဲအမေနဲ့သားဘဝကြီးချားသလိုပဲအဲ့တကားကြီးကျွန်တော်7နှစ်သားတော့ခံစားခဲ့ရပါဘူးအဲ့ဒီဘာကြီးတွေနေတဲ့ကင်းတဲမှာပဲကျွန်တော်နေရင်အမေမလာဘူး6နာရီမပေါ်လာဘူး9နာရီမပေါ်လာဘူးမှောင်ပိတ်နေပြီဘာဖြစ်ပါလဲ7နာရီလောက်ကြာတော့မှအမေကအတန်ပေးတယ်ကင်းမှုတို့ဆိုတော့မင်းမေကွာလာပြီတဲ့အမေကပြန်ဝင်လာတော့ထော့နေအင်မတန်ကြီးတယ်ကျွန်တော်အညာမှာရှိတဲ့စူးပြူတို့စူးမဲတို့ဆိုတာဒီလက်တစ်ဆက်လောက်ရှိတယ်အပေါ်မှာအစိတ်မဲလို့အဲ့စူးမဲစူးလို့တဲ့အမေထော့နေတလှမ်းချင်းလျှောက်လာတာအမေကအဲ့ဒီတဏီကုံနေပူဆက်ခါကောက်ထားတဲ့ကောက်တင်းတုတ်တော့ပြည့်မချခဲ့ဘူးအနာဂတ်မဆိုင်နိုင်ဘူးဟောတာရှိရင်တို့သားမိထမင်းစားရတယ်ဆိုတော့အမေစိတ်ဓာတ်ကိုအခုကြီးတော့မှအိုးအမေတိုင်းလွန့်ပြစ်ခဲ့ရမှာလေအနားမှာရှိတဲ့ဝါတလုံးတုတ်တစ်ချောင်းထောက်ကပြန်လာရမယ်အမေအလေးကြီးနဲ့ဒီလောက်ရှိတဲ့စူးကြီးစူးတာအမေည7နာရီမှပြန်လာတဲ့အဲ့ဒီအမေကိုမျှော်ရတဲ့အဲ့ဒီခံစားမှုကဂဏိတိရှိတယ်ကျွန်တော်အားလုံးမျှော်ခဲ့ကြတယ်သိတဲ့အတိုင်းပါပဲမျှော်ကြတယ်ချစ်သူကလာမဲ့လမ်းကိုမျှော်တယ်အဖေလာမဲ့လမ်းမျှော်တယ်အမေပြန်လာမဲ့လမ်းကိုမျှော်တယ်မျှော်ခြင်းများစွာကျွန်တော်တို့ရှိခဲ့ကြတဲ့ထင်ဆူတောင်းတယ်ဆိုတာကလည်းဒီတကူအတွက်ကြီးပဲတောင်းကြတာများတယ်ကျွန်တော်တို့ဖျားရှင်ကိုမဂလာသီး3လုံးလောက်နဲ့နိဗ္ဗာန်ဆူတောင်းတာနော်ပြန်စဉ်းစားကြည့်တော်တော်မတရားတာဘုရားပြုံးတော်မူတာပေါ့မင်းဟာမဂလာသီး3လုံးနဲ့လိုချင်တော့နိဗ္ဗာန်မဖြစ်သေးဘူးလေကျွန်တော်တို့တကယ်လောက်ကြရလိမ့်မယ်ကျွန်တော်တို့ဘာသာတရားကလောက်ရတာဆူတောင်းရတဲ့ဘာသာတရားမဟုတ်ဘူးလောက်ရတာဆူတောင်းတာသိလောဘကြီးတယ်တချို့ကြအမျိုးသမီးတယောက်ကဟိုပင်လကန်းကြီးလမ်းလျှောက်သွားတယ်လမ်းလျှောက်သွားတော့ပလင်းလေးတစ်လုံးတွေ့တယ်ရေထဲမျောလာတော့လိုင်းကရိုက်တော့ကုန်းပေါ်တင်တော့ကောက်ကြည့်လိုက်တော့ဖော့ဆုပ်စို့ထားအထက်လည်းအမှုံနေနဲ့ကြည့်လိုက်တော့ဘာမှမသိဘူးဆိုဖော့ဆုပ်ဖောင်းဆုပ်ဖွင့်လိုက်တော့အငွေ့တွေထွက်တာပေါ့ထွက်ပြီးဘာထွက်လာဆိုဘလူးလေးထွက်လာကျေးဇူးတင်လိုက်တာခမရကျုပ်ကတကူရှိပါတယ်ဗျာကျုပ်ကဒဏ်ခတ်ခံရပြီပလင်းနဲ့ရောက်နေတယ်အခုခမရဖွင့်လိုက်တော့အပြင်ရောက်ပြီကြိုက်တဲ့ဆုတောင်းပါလို့ပြောတော့အမျိုးသမီးလေးကအချက်ချင်းပဲဝန်တာအားရနဲ့ဆုတောင်းတယ်တဲ့ကျမအန်ဂျယ်လီနာဂျိုလီရဲ့နှာခမ်းမျိုးလေးလိုချင်တာရှင်။အော်ရပါတယ်ဘလူကနားထောင်။ဂျူလီယာရောဘတ်ရဲ့အပြုံးလေးကလည်းသိလှတာပဲရှင်အဲ့ဒါလေးပိုင်တော့အကောင်းဆုံးပေါ့။ကျမဘာတော့ရဲ့ရွှေရောင်စပင်လေးခွေကြနေတာအင်မတန်သဘောကျတယ်။ကောင်းပါ။ဒါကြောင့်ဂျနီဗာလိုပက်ရဲ့အတန်လေးလည်းကျမလိုချင်တာဒါပေမဲ့ရှင်မဒေါနာနဲ့ရှင်လိုက်တော့ကဲခဏလေးကျုပ်ကိုပလင်းနဲ့တာပြန်ထည့်လိုက်ပါတော့။အဲ့တော့တခါတလေကျဘလူတောင်ပလင်းနဲ့ပြန်ဝင်ကြတယ်တော့ပေါ့တခုလောက်မဟုတ်ဘူးအလကားရလို့ကတော့ဆူတောင်းတယ်ကျွန်တော်တို့စဉ်းစားကြည့်အဲ့တော့ကျွန်တော်တို့ပြန်စဉ်းစားကြည့်တာလို့ချစ်ဆက်ကောင်းတာလည်းပါတယ်ကျွန်တော်ဘိုးဘွားတွေဆိုအားတာပေါ့နော်အားတယ်အမေဘိုးဘွားတွေအားတယ်လို့မပြောပါနဲ့သူကအားတယ်လူမျိုးမဟုတ်ပါဘူးဆိုရင်အခုမှအားတော့ပါဘူးကိုကလဲလုံးအားကြီးလို့ခက်နေကျွန်တော်ဘိုးဘွားတွေလက်ထက်ကအင်မတန်အားတယ်ကျွန်တော်ဘာကြီးဆိုအခုအသက်65နှစ်ရှိသေးတယ်အသက်80လောက်တုန်းကလေမောတယ်သူကမောတယ်ဆွေမျိုးသားချင်းတွေနဲ့လည်းသူကသိမတည့်ဘူးချမ်းသာတယ်လည်းအရင်ပဲအင်ကြီးကလည်း2ဆောင်ပြိုင်အင်ကြီး
နွားကအကောင်40လောက်ရှိတယ်နွားစချင်းက10ခုလောက်စရင်ငါက10ယောက်လောက်ထားပဲတွေနှမ်းနေဆိုတာပုတ်တောင်းကြည်တောင်းအပြည့်ပဲဘယ်ဆွေမျိုးသားချင်းမှနှုတ်စီဘူးတပူမိတ်အလကားမရဘူးပေးလည်းမပေးဘူးလက်မယားနေရာတဲ့သားသမီးလည်းမရှိဘူးအသက်80လောက်ကျအရန်မောတဲ့အခါကျတော့ကျွန်တော်ကြီးတော်ကြီးပြောတယ်တော့မောတယ်မလုပ်နဲ့ပတ်စံလည်းမရှိတာမဟုတ်ဖ ೇನೆ စေးကုအောင်ဆိုတော့ဘာကြီးကပြန်ပြောတယ်ဟေးအသက်ထွက်ချင်ထွက်ပါစေကွာပတ်စံမထွက်စေရဘူးစကြကသိကောင်းတာအေးသဘောပဲတော့အဲ့တော့ကျွန်တော်အကိုဝင်းခွဲကလာတယ်ဘာကြီးအမေခန်းသွားမယ်တော့အားလည်းကခန်းသွားမယ်သိသွားမယ်ပြောတာပေါ့ဗျာသိပါစေကွာမဟုတ်ဘူးဘာတွေလေးလည်းမရှိတော့ဘူးကျွန်တော်အဖေလည်းမရှိတော့ဘူးကျွန်တော်အဖေအလက်ပါအဲ့တော့ဘာကြီးပဲကိုးွယ်เสียကြံတော့တယ်ဘာကြီးနည်းနည်းပါးပါးခမရဘာကြီးသက်ရှင်မှဖြစ်မှာတော့ဘာကြီးခမရစိတ်တွေပဲကိုးအောင်ဘယ်ကိုးကွာမဟုတ်ဘူးကျွန်တော်ကကုသိုလ်ယူမှာအေးဘယ်လိုကုသိုလ်လဲအခုဘာကြီးအိမ်ပေါ်နေကျွန်တော်မျက်နှာခေါ်ထားတယ်မျက်နှာပေါ်တက်လိုက်ရုံပဲရစ်စိတ်သွားတယ်မျက်နှာကကျွန်တော်ပေးမယ်အေးကောင်းပြီရစ်စိတ်ရောက်တော့မော်တော်အောက်မှာရှိတယ်ပြည့်ထဲမှာမော်တော်ကဟိုဘက်ကရေနံချောင်းမကွေးမော်တော်ကကျွန်တော်ကုန်ကြခံမယ်ကျွန်တော်ကုသိုလ်ယူမယ်အေးကောင်းပြီပြီးတော့ဟိုဘက်ရစ်စိတ်ရောက်တော့မြို့ပေါ်သွားတယ်မျက်နှာကကျွန်တော်ခံမယ်ပြီးရောဟိုကျတော့ဆရာဝန်နဲ့တွေ့မယ်ဆရာဝန်ဆေးဖို့ကျွန်တော်ပေးမယ်ပြီးရင်ထမင်းစားမယ်ကျွန်တော်ဘာကြီးကိုကျွန်တော်ကျွေးမယ်အဲ့ဒီတိုင်းပဲပြန်လာမယ်အိမ်အရောက်ဘာကြီးတပြားမှမထဲခဲ့နဲ့အကုန်ကျွန်တော်ကုန်ကြခံမယ်ဟာအကြပြုံးတယ်သူကအေးအဲ့ဆိုမင်းကပတ်စံဆိုင်ငါယောဂစိုက်မယ်တဲ့အေးသိကောင်းလားကျွန်တော်မျိုးတွေအဲ့ဒါနဲ့ထားပါတော့သွားကူတော့ရေနံချောင်းဆရာဝန်လေးကတယောက်ကလေးဆိုစကားမပြီးဘူးမကွေးစိတ်ကြိုက်သူကစင်းကာစားပဲစကားတော့မပြီးဘူးပေါ့ဒါပေမဲ့ဆရာဝန်လေးတော်ပါတယ်ဘာကြီးကိုစမ်းနေရင်ဘတ်တွေစမ်းအင်ကြီးချွတ်ဘာကြီးရင်ဘတ်တွေစမ်းနောက်ကျောတွေစမ်းဘာကြီးဘာမှမဟုတ်ဘူးပြတယ်ဘာကြီးအဆုတ်ပွားနေတာမောတာပေါ့တယ်အဆုတ်ထဲမှာရင်ငွေ့တွေရှိတယ်စေးတော်ပြောက်ပါတယ်ဘာကြီးဘယ်မှနေတော့ဟိုဘက်ကန်းဆိုစေးပဲပြလိုက်ပါမယ်တဲ့စေးတော်မမှန်တောက်တဲ့မမှန်တောက်ဆိုမမှန်တောက်လို့ပြောတာမပြီးဘူးတယောက်ကလေးကစေးတော်မမှန်တောက်ရင်တက်တာမှာပဲမတောက်ရင်မတက်တာဘူးနော်တဲ့စေးကိုလုံးပေးလိုက်မယ်မနဲ့တုံလုံးနဲ့လည်းတုံလုံးညတုံလုံးတောက်ဟာဒီကောင်ဘာသာနဲ့ပြောနေတယ်မသိဘူးဆရာဝန်ကြောက်ရတာလေခလေးဆိုပေမဲ့အေးပါကွာအာနစေးလေးကိုလုံးပေးလိုက်တာထုတ်လာဒါပါတော့အိမ်ရောက်တော့ကြီးတော်မေးတယ်ဗါတဲ့တော့မသိဘူးကွာမနဲ့တုံလုံးနဲ့လည်းတုံလုံးညတုံလုံးဆိုပြီးဟောဒီကိုလုံးပေးရတာပဲဟောတော့မမေးခဲ့ဘူးလားမမေးခဲ့ပါဘူးဗျာသူတို့ပညာတတ်တွေမေးဖို့မအောင်အေးတော့ဘောဘာကြီးရတော့ပါလဲမနဲ့ကြစေးလုံး3လုံးပေါ့ယူလက်ထက်ရေကွက်ကလေးနဲ့ကျွန်တော်ကြီးတော်ယူအပေါက်ဝသွားဝန်တကားဝသွားမတက်ရက်နေဝန်တကားကိုတကားပိတ်ဝလုံးထိုးထားတော့သူကအပေါ်တက်တယ်နှဆောင်ပြအိမ်ဆိုအပေါ်တက်ဗရင်ပေါက်တွေအကုန်ပိတ်ပြီးတော့မှပစိုးလေးချွတ်အင်ကြီးလေးချွတ်ဟိုနဲ့တုံးလုံးဆိုတာဟုတ်အင်ကြီးလေးချွတ်ပစိုးလေးချွတ်ပြီးအပေါ်တက်စေးဘလောက်ဆိုတော့ပစိုးလေးပြန်ဝတ်အင်ကြီးလေးပြန်ဝတ်ဆင်းလာတော့ကြီးတော်ကမေးတယ်ဘောက်တောင်တော့စေးတော့တာဟောစေးတော့တာအောက်လေအိုးရှိရတဲ့နဲ့နားမလည်းပဲမပြောနဲ့ဒီတန်းတော့လို့မရဘူးသူစေးရမနဲ့တုံးလုံးနဲ့ဩအဲ့လိုစေးလေလောကရှိသေးလားနေ့လေတုံးလုံးနဲ့အဲ့လိုပဲတက်သွားပြန်ကြီးတော်သွားဆောင်ရတယ်လူလာမှာဆိုလို့တကားလေးပိတ်ပစိုးလေးချွတ်အင်ကြီးချွတ်နေ့လေတုံးလုံးတော့ပြီးပြန်မဟေးညနေတုံးလုံးနဲ့လိုပဲအင်ကြီးချွတ်နောက်တစ်ချက်သက်သာတယ်သက်သာတော့ကြီးတော်ဝန်တာတာပေါ့အမတော့သက်သာသားပဲတဲ့ဟေးရမ်းမပြောနဲ့တဲ့အမေနားမလဲတဲ့လူချင်းငေါက်တာစေးရသက်သာတာမဟုတ်ဘူးတုံးလုံးကသက်သာတာအခု94နှစ်5နှစ်ရှိပြီအခုတည်းဒီဘာစစ်တော့တုံးလုံးတောက်တယ်ကျွန်တော်တို့လည်းပြောတယ်ဟဲ့ကောင်ငါသိလာတာကွာတဲ့ငါအခုမကြမ်းပါတယ်ဗျာတဲ့စစ်တော့ဒီတိုင်းမတော့နဲ့တဲ့မင်းတို့ပါဇက်တွေပက်ခနဲ့ဘယ်တော့မှမပြဘူးတဲ့တုံးလုံးချွတ်တော့တယ်အခုတည်းတုံးလုံးချွတ်တော့တယ်တကယ်လည်းတော့မတော့နဲ့ဟောတယူသန်လေတချို့ကအားတာဟိုတယူသန်တချို့ကြတော့လေကျွန်တော်လူမျိုးချစ်ဆက်ကောင်းတာပဲပြောရမှာနော်တကယ်ချင်း9ယောက်တဲ့ရွာတွေရွာနေလာပြီးဟိုဘက်ရွာသွားမှာတကယ်ချင်း9ယောက်ကဒီရွာရောက်တော့မိုးကချုပ်နေမှောင်းနေပြီသူများရွာဆိုဘယ်လိုမှလည်းတဲစရာမရှိလော်လေးပဲကွာမင်းတို့ဗမာတွေပဲမင်းဇရက်ရှိအိတ်ရတာပဲကွာရွာတိုင်းဇရက်ရှိတာပဲရှားကွာဆိုတော့ဟုတ်တာပေါ့ဇရက်သွားတွေ့9ယောက်စလုံးဇရက်ပေါ်တက်နေပါလှဲကျင်းပြီးတော့အနာအုတ်ခဲကျိုးလေးမြေကြီးခဲလေးကောင်းအောင်ပြီးအစိုးစုကလေးတွေခြုံအိတ်ကြ9ယောက်ကဲမင်းတို့မနဲ့တော့စောစောထားဟိဆက်သွားအောင်မရွာအဝေးဟာနေဘူးဟာစောစောသွားရင်ခကြီးတွင်လာဟာကောင်းဆောင်ကအိတ်ကြမနဲ့ကြကောင်းဆောင်စနိုးတာပေါ့မနဲ့စောစောစစ်စစ်စနိုးတော့ကဲဒီကောင်လေးလည်းနှိုးမှဖြစ်တော့မယ်အဲ့နေတဲ့စ
တငယ်ချင်းတွေတယောက်ကို1000ကျား2000ကျားအိတ်နေပေါင်းလေးမသွားခင်လူစစ်ပါအောင်ပဲ1 2 3 4 5 6ဟာတယောက်ပြောင်းနေပါလားတို့လာတော့9ယောက်ပါဘယ်လိုဖြစ်ပါလဲဒီဘက်ကပြန်ရည်တယ်1 2 3 4 5 6ဟာသိကြပြီအဲ့ဒါနဲ့တငယ်ချင်းတွေကံပြီးခြေထောက်နဲ့ကံနှုတ်ထပြဿနာတက်နေမင်းတို့အိတ်ကောင်းတယ်အကုန်လုံးငုတ်တုတ်ထတိုင်းဘာဖြစ်လို့တို့လာတာဘယ်နှယောက်တော့9ယောက်အခုနှခါပြန်ရည်တာ6ယောက်ပဲရှိတယ်တယောက်ပြောင်းနေလို့ဟာအကုန်လုံးပဲစိတ်မျက်နှာပြက်ဒီဘက်တယောက်ကကံပါကဲခင်ဗျားထိုင်စမ်းမှာကျုပ်ရေးပါအောင်မယ်ခင်ဗျားအိတ်ချုံမိုးတူးနဲ့နေမှာပါတဲ့ကဲခင်ဗျားဝင်ထိုင်ဆိုတော့ခေါင်းဆောင်ဝင်ထိုင်တော့ဒီဘက်တယောက်ကလာရည်တယ်1 2 3 4 5 6အာဟုတ်တယ်ဟာလေဟာဘယ်လိုဖြစ်ပါလဲဟာဘယ်လိုဖြစ်ပါလဲမလုံးနဲ့ဒါဒီမှာပြောက်တယ်ဒီကသကြီးသွားပြောမှာသကြီးကိုစောစောစီစီ9ယောက်တန်းစီပြီးသကြီးရိတ်သွားတော့သကြီးကလက်ဖေးရန်လေးတောက်နေဒစိမ့်9ယောက်ဝင်လာတော့လန့်သွားတယ်ဘာလို့မှဒီလိုဟိုဘက်ရွာလာတာဗျာညာခင်ဗျားတို့ရွာထိပ်ကဇရက်အိတ်တာလာတော့9ယောက်မနေ့ကနှခါပြန်စစ်တာ6ယောက်ရှိတော့တယောက်ပြောင်းနေလို့လူပြောက်လာတိုင်တာဟောဗျာကဲမင်းတို့ထိုင်စမ်းပါအောင်ငါရေးပါအောင်မကွာတယ်သူတို့9ယောက်ကခက်ချဲထိုင်တကြီးကရှေ့ထွက်လာပြီလူကြီးတယ်ဆိုတာကိုထည့်ရေးရတယ်ကိုထည့်မိတော့တယောက်ရောမှာပေါ့မင်းတို့အဲ့ဒါကြောင့်ပညာမတတ်ဘူးဆိုရင်သိဒုက္ခရောက်တယ်ကိုကစပြီးကိုရေမှလူကပြည့်မှာပေါ့ငါရေပြမယ်နောင်လည်းတစ်သက်လုံးမှတ်ထားသူတို့9ယောက်ကိုတန်းစစ်ထိုင်တော့တကြီးကစရေးတယ်တစ်တယ်သူဟာတယ်1 2 3 4 5 6 9 10ဟောတယောက်ပုံနေပြန်တော့ဟာလေကျွန်တော်တို့ကလည်းတခါတလေတယောက်ကပို့လိုက်လိုလိုက်ဖြစ်တယ်နော်တချို့ကလေကိုလေတကိုးကြီးတယ်လို့ထင်တယ်ကိုမပါရင်မဖြစ်ဘူးဟောကုမ္ပဏီမှာပဲဖြစ်တိုင်းပြည်မှာဖြစ်ကိုမပါရင်မဖြစ်ဘူးကိုမရှိရင်မဖြစ်ဘူးကိုကတကိုးကြီးဆုံးပဲကိုကတော့အဲ့ဒီဘက်တွေသိတက်နေပြီလို့ထင်တဲ့လူတွေရှိတတ်တယ်ဒါလူသဘာဝပဲအပြစ်မဟုတ်ဘူးရှိတယ်ဘုရားရေသမားတယောက်ကညရက်တော့ဆက်နိုင်တစ်ချက်ထိစောက်တာမရလို့တဲ့လူကလေစိတ်ညစ်တော့ကြာတော့လင်းမစောင့်တော့ဘူးပေါ့လူကသူပဲခွေပြီးတနေရာအိတ်တာပေါ့ဘယ်တော့မှဆက်နိုင်ရေးရှေ့ကိုပြန်မလာဘူးမိုးနဲ့တရက်တော့ညကြီးတစ်ချက်ထိုးလင်းကမိုးနဲ့ပြန်လာမိမသွားနှိုးတယ်ဟဲ့ထားအောင်နင်းတော့ချမ်းသာဖို့ဖြစ်လာပြီဘာချမ်းသာဖို့ဖြစ်လာမလို့တနေ့အရက်ကိုမူးနေအောင်တောက်တာဘာချမ်းသာစရာရှိတော့မဟုတ်ဘူးအရေးကြီးလို့ငါပြောတာထားအောင်ငါတကိုးရှိလာပြီတဲ့ဘလို့တကိုးကြီးမှမသိဘူးငါကောင်ငါသိထားမိတာကြာပြီဒီမှာမျက်လုံးပြုတ်ကြည့်တယ်ငါတကိုးကြီးရင်ချမ်းသာဖို့ပဲပြောပါအောင်ဘာလို့ဖြစ်လို့အခုပဲငါအိမ်ထဲဝင်လာတော့ရှူးပေါက်ချင်တာရှူးပေါက်ချင်တော့အိမ်သားတကားသွားခွင့်အလိုလိုမီးလင်းတဲ့အိမ်သားတကားငါတစ်ခါသုံးခါရှိပြီတတိထားမိတာငါပဲမုံနဲ့ခလုံးနှိပ်မိလို့လားလို့ဒီနေ့တော့ငါလက်ကိုပိုက်ထားတာမဟုတ်ဘူးသူကအလိုလိုလင်းတာဒါနဲ့ငါရှူးကိုအားရပါရပေါက်တကားပြန်ချိတ်ဆူပိတ်လိုက်တော့အင်တာမီသူ့ဟာသူပိတ်တယ်ဟာသိကြပြီငါနှစ်ခါသုံးခါဒီလိုငါတိမတင်ကောင်းငါပြန်ဖွင့်အင်တာတကားပြန်ဖွင့်တော့အလိုလိုဖြန်းဆိုမိလဲပြန်ပိတ်ချိတ်ဆိုအလိုလိုပိတ်မိမရေတဲ့ငါဘယ်လိုတကောအဲ့ဒီဘတ်တွေရှိနေမှမသိဘူးနဲ့ချမ်းသာပြီဟာဆိုတော့မိမစိတ်မဝင်စားဘူးတခုံးပဲပြန်ပြောတယ်ရှင်ဒီတစ်ခါလဲရေခဲတက်တာလည်းသေးပေါက်လာပြန်ပြီထင်တယ်တဲ့နော်ရေခဲတက်တာလည်းသေးပေါက်တဲ့လူတွေလည်းသူတို့တကောကြီးတယ်ထင်တယ်သိလားအဲ့သူတို့မဖြစ်ဘူးထင်တာအဲ့တော့ငါနှမကြီးများညီတော်မောင်များရေခဲတက်တာလည်းသေးမပေါက်နဲ့နော်ဖြစ်တယ်ကိုမရှိလည်းဖြစ်တယ်ဒါကြောင့်ပြောချင်တာတစ်ခါလေကျွန်တော်တို့ကလေဘာကောမလဲကိုရှိမှဖြစ်တယ်ထင်တာပေါ့နော်ဖြေပါကိုဖြေပါကိုတဲ့တော်တဲ့လူတွေရှိတယ်ညှိနှိုင်းဆောင်ရွက်ခြင်းဟာကောင်းဆုံးပါပဲဒါလေလူတွေဟာတဲ့တရိษံလောက်တောင်ကျွန်တော်တို့ intelligence မပြည့်ဘူးတဲ့မနေ့တနေ့ပဲဖတ်တခါတော့မိမရဲ့ကြောင်ကိုသိမ့်မုံတဲ့လင်ကဒီကြောင်ကဖြောင်မှဖြစ်မယ်ဘယ်လိုလုပ်ရင်ကောင်းမလဲသူကြောင်သိမ့်မုံတဲ့လင်ကမိမလည်းအဲ့ကြောင်လေးကိုပုတ်သားလိုလေးတိုက်လိုက်ပုတ်လိုက်သားလိုက်သားလေးဆိုနမ်းလိုက်အဲ့ဒါကိုသူကြည့်မရဘူးတနေ့တော့မိမအလစ်မှာတဲ့သူကကြောင်လေးကိုကားပေါ်တင်ပြီးခေါ်သွားတယ်2မိုင်လောက်ဝေးတဲ့နေရာကျတော့ကြောင်တစ်ကြောင်မှသားလေးချပခဲ့သွားရောဟာအိမ်ကပျောက်သွားပြီးတာမုံဝဲတာဒီကြောင်သူမကားပြန်မရဆိုကြောင်ကအိမ်ရောက်နေမိမနှုတ်တိုက်နေဘယ်လိုမြတ်မှတ်ပါလေငါတောင်ပြန်မရသူကားနဲ့လူတောင်ကြောင်ကအိမ်ရောက်နေနီးလို့နဲ့တူပါရင်နောက်တစ်ခါတော့ခြောင်နဲ့တနေ့တော့မင်းတော့တွေးမယ်ကွာဆိုပြီး10မိုင်လောက်မောင်းသွားတာချောင်းတွေဖြတ်မြောင်းတွေဖြတ်10မိုင်လောက်မောင်းတကယ်ရွာလေးတွေပဲထိတ်ရောက်တော့ညောင်မကြီးရောက်သားလေးချခဲ့ပြီးတော့မှကားနဲ့ပြန်မောင်းလာအိမ်ရောက်တော့ကြောင်ကရောက်နေဒုက္ခပဲ
ဘယ်လိုလုပ်ရင်ကောင်းမလဲဒါလည်းနီးလို့နေမှာပါနောက်တစ်ခါ6နှစ်ကြာကြောင်လေးကိုကားပေါ်တင်မိုင်30လောက်မောင်းတာရာဘာတော့လေးဖြတ်မောင်းတာတန်းပြီးရာဘာတော့ဖြတ်မောင်းတာမဟုတ်တန်းချင်းဟောက်လို့မောင်းပြီးတော့ရွာတွေထဲဝင်ရွာတွေထဲကိုပတ်နောက်ရွာတွေဝင်ပတ်ပြီးတော့တောင်ပေါ်တက်တောင်ပေါ်နေတောင်အောက်ပြန်ဆင်းချောင်းကိုဖြတ်ချောင်းကနေပြီးတော့ချောင်းတိန်ကနေပြီးတော့ချောင်းချောက်ထဲဆင်းအပေါ်ပြန်တက်ရွာထဲတစ်ခါဖြတ်ရွာထဲကိုမူးနောက်နေပြီသူကကြောင်တော့မသိဘူးသူကဘေးကကြောင်အောင်လည်းလိုက်နေတာပဲဒါလောက်ဆိုဒီခေါက်ပဲမှတ်မိကြမရှိဘူးအဲ့ဒါချပခဲ့ပြီးတော့ကားပြန်မောင်းလာမိုင်30ဆိုတော့ဝေးတော့15မိုင်လောက်ရောက်တော့မိမဖုံးဆက်မိမကြီးနင့်ကြောင်လေးရောဟာရှိသားပဲတော့အခုပဲနှုတ်ဆောင်နေတာဟာစိတ်ညစ်သွားတယ်အဲ့ဆိုနင့်ကြောင်လေးတယ်လီဖုန်းခဏပေးရစငါပြန်မလာတတ်လို့ပဲကျောင်းကအိမ်ရောက်နေသူကပြန်မလာတတ်ဘူးတခါတလေတဲ့တလိษံကတော့ကိုယ့်ရဲ့သားတယ်နော်စဉ်းစားကြည့်ကောင်းပြီကျွန်တော်တို့အားခဲ့ကြတယ်ကျွန်တော်အမေဆိုမြို့ကိုခေါ်လို့ကိုမရဘူးမြို့မလိုက်ဘူးအမေကမလိုက်ချင်ဘူးတဲ့မင်းတို့မြို့မလိုက်ချင်ဘူးမင်းတို့မြို့ကရှူရတဲ့လေကပြစ်တယ်တဲ့မြို့ကရှူရတဲ့လေကပြစ်တယ်ဆိုအမေကျွန်တော်တို့သေရောပေါ်မေးတယ်မဟုတ်ပြစ်တယ်တဲ့အမေမြို့ကိုဝင်ပြီးဆိုတော့ငါရှူလို့မရဘူးတဲ့အမေကမင်းတို့ရေကတောက်ရင်ပေါ့တယ်တဲ့ငါတို့တွင်းရေချိုတော့မလေးဘူးတဲ့မင်းတို့ရေမတောက်တယ်အမေကအခုရေသန့်နေရှိတယ်အမေကအဲ့ဒါပိုဆိုးသေးတယ်တဲ့မင်းတို့ညာရောင်းတာတဲ့ဘယ်နဲ့ရေပဲတပူး300ပေးဝယ်ဟာလို့အမမင်းတို့ညာရောင်းတာမင်းတို့အညာခါလာတဲ့အမေကခဏတိရေသန့်ဆိုတာမယုံဘူးသူတို့စဉ်းစားတာတစ်မျိုးကောင်းကင်ကကျင်းတယ်တဲ့မင်းတို့မျိုးကကောင်းကင်ကကျင်းတယ်တဲ့ဒီကြတဲ့လာမင်းကိုကောင်းကင်ကိုမိုးသားကိုငါးရိုးများနင်ထားတဲ့အတိုင်းပဲတဲ့ဟုတ်တယ်ကိုအောင်ပွင့်ကြပြားလို့ပဲအင်တနာတိုင်းတွေကတိုက်တွေခေါင်မုံးမှာအပြည့်ဆိုတော့လာမင်းငရိုးနေနေတဲ့အတိုင်းပဲတဲ့ဟုတ်တယ်ဒါလည်းဟုတ်တာပဲငါခေါ်တော့မသိရင်လို့ခေါ်တော့တော်လို့ရွာစုငါအကျေကြီးတော်မင်းတို့မြို့ကြအမေကထူရဲဘူးတော်တယ်တော်လို့ကြဲကြဲထူရင်လှည့်ကြည့်တာလေမြို့ကလူတွေကနှာခေါင်းရှုံတယ်ဖះလေကြဲကြဲမရှိခိုးဝမှုကိုဖះကိုဒိဋ္ဌိလို့ရှိခိုးနေရတယ်ကျေးစီကြဲကြဲမရိုက်ဝမှုရိုက်ရင်ဘေးအိမ်ကနားကြီးမှဆိုလို့တဲ့အမေတို့စဉ်းစားတွေးခေါ်ပုံတွေနဲ့ကျွန်တော်တို့ ਨੇ မတူတော့ဘူးမြင်ရတွေ့ရတာတွေသူတို့အချိုးမပြေတော့ဘူးကြားရနာရတာတွေသူတို့နားထဲမဝင်တော့ဘူးလောကရဲ့ဒီဘဝအသစ်တွေနေထိုင်မှုအသစ်တွေအစားအသောက်အသစ်တွေအကျင့်စရိုက်အသစ်တွေကိုသူတို့အလားချိတ်ဖြစ်တာသူတို့မခံနိုင်ဘူးအမေတို့မခံနိုင်တော့ဒီ generation နှစ်ခုရဲ့ခြားနားချက်ကွာဟချက်ဒီ gap ကသိကြီးလာတဲ့အခါနောက် generation တွေမှာတော့ဒါသိစမ်းမဟုတ်တော့ဘူးအခုတော့စက်ခနဲ့ပြောင်းလိုက်တယ်အခုက remote control စက်ခနဲ့ပြောင်းရင်တစ်မျိုးပြီးတစ်မျိုးထွက်လာသလိုပဲကျွန်တော်တို့လူကြီးတွေကဒီတန်းကိုမခံနိုင်ရဘူးအဲ့တော့ပြောချင်တာကဘာလဲကျွန်တော်တို့အတိတ်တွေနမိတ်တွေယုံကြည်ကြတယ်ဘဝကိုရိုးရိုးရှင်းရှင်းလေးပဲနေကျင်ကြတယ်ဘာဖြစ်လို့လဲသူတို့နေတတ်တယ်လို့နေခြင်းအားဖြင့်သူတို့ဘဝကိုသူတို့ identity ပေါ့သူတို့ရဲ့လူဆိုတဲ့သရုပ်အမှတ်ကိုသူတို့ဆက်ပြီးတော့တည်မြဲအောင်သူတို့ကြိုးစားနေကြတယ်အဲ့တော့ပြောချင်တာကဘာလဲကျွန်တော်တို့ကအခုနပြောတဲ့သဘောတိပါလက်ရတောင်ကျွန်းဒီနေ့မှာအလင်းသိလို့ပြောပြရစီကျွန်တော်တို့ဟောပြောပွဲတွေထွက်တဲ့အခါကျွန်တော်ဇနီးနဲ့ကျွန်တော်နဲ့အတူသွားရတဲ့ပွဲလည်းရှိပါတယ်တော်တော်များများရှိတဲ့အခါတိုင်းဓာတ်ပုံရိုက်အောင်ဆရာနဲ့ဆရာမအလဲနေပါဘေးကကော်မတီတွေပေါ့အဲ့တော့ရှိရဗီဒီယိုကင်မရာသမားရဲ့ဒီရုပ်တွေကင်မရာသမားရဲ့ချိန်ပြီးတော့ဆရာမကညာဘက်ရောက်နေဘယ်ဘက်လာလိုက်ပါတော့ဆရာမဒီဘက်လာငြိမ်မယ်မဟုတ်ဘူးမိန်းကလေးကကိုယ်ဇနီးကညာဘက်ကိုထားရတယ်ကျွန်တော်တို့ဆွဲနေတာမိန်းမဆိုတော့တရီရော့တယ်ဘယ်ဘက်ထားမှလို့ကျွန်တော်တို့ကတလွဲတွေကျွန်တော်စဉ်းစားတယ်မဟုတ်ဘူးဒီဘောမင်းနဲ့စုဖျားလာနဲ့စုဖျားကြီးတို့ပလင်ပေါ်တွဲထိုင်တဲ့ပုံကြီးမိဖုရားနှစ်ပါးကညာဘက်ကပဲဓာတ်ပုံတွေကြည့်တော့ရှေ့ကဓာတ်ပုံတွေကိုယ်ဇနီးမရပွဲတက်မရကိုပြောတာတော့မရငယ်ကိုပြောတာမဟုတ်ဘူးဆိုရင်တော့ညာဘက်ထားရတယ်ဘာဖြစ်လို့လဲတောင်ညာဆန်းထားမေယုံမတောင်ညာဆန်းဆိုတော့တောင်ဘက်ညာဘက်ကိုကိုထားတယ်ဒါကြောင့်မိဖုရား၄ပါးမှာတောင်နန်းဆန်တဲ့မိဖုရားကြီးကအမြုပ်မိဖုရားမိဖုရားခေါင်ကြီးပဲအရှင်နန်းမတော်ကြီးခေါ်တာပေါ့မိဖုရားခေါင်ကြီးကတောင်နန်းဆန်ရတယ်ဆိုတာတောင်ဘက်ကိုထားရတယ်ညာဘက်ကိုထားရတယ်ဒါကိုပြောတာဒါကြောင့်တောင်ဘက်ညာဘက်ကိုထားရတယ်အဲ့ကမဟေသီဒေဝီတပါးလက်ရတော်ထားစံစားရင်တာဆိုတဲ့လက်ချင်းတွေရှိတယ်ညာဘက်ထားရပါတယ်နောင်များ
ညီတော်များနှမတော်များကိုလင်သားနဲ့ကိုဇနီးနဲ့ရိုက်ရင်ညာဘက်ထိုင်ဓာတ်ပုံရိုက်ပါဗီဒီယိုသမားလည်းတင်းဆွဲပြီးပဲပို့ပါလိမ့်မယ်သိခံလိုက်ပါနော်ကျွန်တော်တို့ကကျွန်တော်လောကထဲမှာအများကြီးပါပဲလွဲနေတာတွေပြောချင်တာကဘာလဲဩဘာနမိတ်ထုံးနေတဲ့တချို့ကိစ္စတွေကျွန်တော်ကအဟောင်းတွေပြန်ဆွဲတင်လာပြီးတော့ဒါတော့ခင်မိတဲ့ခေတ်ကြီးမှာလို့ပြောချင်တာမဟုတ်ဘူးကျွန်တော်တို့ကဒါတွေလည်းပဲကျွန်တော်တို့ရဲ့စံတန်ဖိုးကောင်းတွေအဖြစ်ထားရတာမျိုးရှိပါတယ်နမိတ်တွေကိုယုံကြတယ်ကျွန်တော်အပြစ်မပြောပါဘူးတချို့ဆိုလောက်ထိယုံလဲဆိုရင်တကယ်ချင်း၃ယောက်ဇနီးတွေကမွေးကနေဖွားကနေတယ်ဘေးရဆိုင်တွေ့ကြတော့တကယ်ချင်းတယောက်ကမွေးပြီးပြီတဲ့မနေ့ကငါဇနီးမွေးပြီးပြီထူးဆန်းတဲ့ဟေးတဲ့ပြောမယ်ဟာငါမိမကကိုဝင်ကြီးမွေးကနေဖွားကနေဘာသာဝတ္ထုဖတ်တယ်ဆိုတော့တူနှစ်ကိုဆိုတဲ့ဝတ္ထုကလေးဖတ်တာကွာအဲ့တူနှစ်ကိုဖတ်ကနေမနဲ့မွေးတော့အမွားဘူးဗျာနမိတ်များမင်းပြလာပြောလိုက်အဒုတိယတငယ်ချင်းကလည်းဘီယာလေးနဲ့ခွက်လောက်တော့အေးငါလည်းမနေ့ကငါမိမမွေးတယ်ကွာငါမိမလည်းအဲ့လိုပဲမွေးကနေဖွားကနေစားအောက်တွေဖတ်တော့သူရဲကောင်း၃ယောက်ဆိုစာအုပ်ဖတ်ဟာမွေးတော့မင်းအသုံးမွာဘူးဗျာဟာဒီဘက်ကမမွေးသေးတဲ့လူကစိတ်ညစ်သွားတယ်ဟာငါမိမဘာစာအုပ်ဖတ်ပါလိစဉ်းစားလိုက်တော့လန့်သွားနေကွာမင်းတို့တောင်းနေအောင်ငါပြေးပြီးတော့ငါမိမဖတ်နေတဲ့စာအုပ်ပြေးပြီးစာအုပ်ချင်းလဲလိုက်အောင်မယ်မိမဘာစာအုပ်ဖတ်လဲအလီဘာဘာနဲ့ခိုးသား40တဲ့ကျွန်တော်နမိတ်ကအလောက်ယုံလို့တော့လည်းမကားမှုပေါ့နမိတ်ပေါ့ပြောချင်တာကတခါတလေလဲကျွန်တော်တို့ကလေရည်စရာကောင်းလောက်အောင်ကိုရိုးတာဒါကြောင့်ရှမ်းချုပ်ကိုကျေးဇူးတင်တယ်ကျွန်တော်တို့ယေရှုနဲ့ဖတ်သူတွေပြန်ဆုံကြရတဲ့ယဉ်ကျေးမှုတိဆောက်နေတဲ့ပွဲဖြစ်ပါတယ်အခုလူငယ်တွေပေါ့အထူးသဖြင့် back to wildlife back to nature ပေါ့သဘာဝတရားစီကိုသဘာဝအရိုင်းစီကိုနောက်ပြန်ဆုတ်သွားလိုက်ကြတာစာမဖတ်ချင်ဘူးလူငယ်တွေစာမဖတ်ချင်ဘူးလူကြီးတွေရောမဖတ်ဖြစ်ဘူးစာတော့ဖတ်ပါရဲ့ဒါပေမဲ့မဖတ်ဖြစ်တော့ဘူးလူငယ်တွေကတော့စာအုပ်မရှိတဲ့လောက်ကဟိုးနောက်ကိုပြန်သွားတယ်ကြောက်ခွဲဖျားလောက်စီပြန်သွားခြင်း back to wildlife အရိုင်းလောကစီပြန်ဆုတ်သွားကြပြီတဲ့စာပေမရှိတဲ့နေရာကိုပြန်သွားကြပြီစာမဖတ်ချင်ကြဘူးတယ်လီဖုန်းတစ်လုံးထဲမှာအကုန်ရှိတယ်ဓာတ်ပုံရိုက်လို့ရတယ်အသံသွင်းလို့ရတယ်သတင်းကြည့်လို့ရတယ်သရှင်နာထောင်လို့ရတယ်အင်တာနက် YouTube ကြည့်လို့ရတယ်ဒီလောက်သေးသေးလေးကကိုယ့်အထက်ရှိနေတော့စာကြည့်လိုက်ကလေးသေးလေးအိတ်ထက်ထည့်သွားသလိုဖြစ်နေတဲ့ခေတ်ကြီးမှာဒီစာတွေကိုမဖတ်ချင်တော့ဘူးသုတ္တစာပေယတစာပေဆိုရတဲ့ဒီထဲမှာပါတာများကသုတ္တစာပေဘုသုတ္တရစရာတွေလည်းအများကြီးပဲသုတ္တစာပေအဖတ်နဲလာကြတော့လူငယ်တွေအားလုံးဟာစာဖတ်ခြင်းကနေနောက်ဆုတ်သွားကြတယ်တချို့ကပြောတယ်ရှင်းတော့ကတော့တဲ့ယောက်ျားတို့ဖုံလက်ယုံနဲ့လက်ယုံမိန်းမတို့ဖုံစရုံးနဲ့အခုစကားပုံပြောင်းသွားပြီတဲ့ဟာပြောစမ်းမအောင်ဆိုတော့ယောက်ျားတို့ဖုံဆမ်ဆောင်းနဲ့မိန်းမတို့ဖုံရှောင်းမိတယ်ဖြစ်ကုန်ကြပြီပြောချင်တာကတော့ဒီတယ်လီဖုန်းကြောင့်တော့ကျွန်တော်အပြစ်မပြောပါဘူးတာ၍ကောင်းမွန်တဲ့အရက်စီကို more better life ကိုကောင်းတဲ့လောကဘဝစီကျွန်တော်တို့သွားကြရမှာပါပဲဒါပေမဲ့ကျွန်တော်တို့စံတန်ဖိုးကောင်းတွေကျွန်တော်တို့တန်ဖိုးထားရမယ်ထိမ့်သိမ်းရမယ်ဆိုတဲ့အစင်လာကောင်းတွေလည်းရှိပါတယ်ဒါကိုလည်းကျွန်တော်တို့နားလည်ရပါလိမ့်မယ်ဒါကြောင့်ဆုတောင်းတယ်ဆိုတဲ့အခါတိုင်းကျွန်တော်တို့ကဆုတောင်းနှစ်ခုကိုကျွန်တော်သတိထားမိတယ်ဒါပညာတတ်တွေကြီးပဲဆိုလို့သင်လည်းသင်ခဲ့ရအောင်ဆုတောင်းတစ်ခုကတော့သင်္ကတုသမီးဆုတောင်းကျွန်တော်အမြဲလေးပြောပါတယ်အဲ့ဒါသိသဘောကျလို့လွန်ခဲ့တဲ့နှစ်ပေါင်း1000ကမိန်းကလေးတစ်ယောက်ရဲ့ဆုတောင်းကောင်းမှုကိုလိုသောသူကကောင်းမှုကိုရစေ၏ငါလည်းရမိတ်ကြီးသောမယောင်ရဲတတ်သောအမျက်ကြီးသောသူတထုကိုညှင်းဆဲတတ်သောပညာမရှိသောပညာမဲ့သောမနာလိုသောဝန်တိုသောအဘေးအကန့်မရှိသောပြတ်တတ်သောမိတတ်သောအောင်းမိတ်တတ်သခြင်းကင်းသောသူမဖြစ်မူ၍တဲ့ဘုရားတပည့်တော်မယောင်ရတဲ့လူမဖြစ်ပြရစေနဲ့ပညာမရှိတဲ့လူမဖြစ်ပြရစေနဲ့သူတစ်ပါးကိုညှင်းဆဲနှိမ့်ဆက်တဲ့လူဘဝစတိုင်းမဖြစ်ပြရစေနဲ့အဘိကံမရှိတဲ့လူမဖြစ်ပြရစေနဲ့ပြတ်တတ်မိတတ်တဲ့လူလည်းမဖြစ်ပြရစေနဲ့အောင်းမိတ်တတ်သခြင်းကင်းတဲ့လူလည်းမဖြစ်ပြရစေနဲ့ဆုတောင်းတာသင်္ကတုသမီးဖွားစောကြဆုတောင်းကအလုံးသိတဲ့အတိုင်းပဲပြောင်းပြန်လူဖြစ်တော်ကလူတကာတဲ့မြတ်သောငါဖြစ်လို့ဤနတ်ဖြစ်တော်ကနတ်တကာတဲ့မြတ်သောနိုင်ငံသောအစဉ်အယောင်အဝါရှိသောပြည့်စုံသော
အထူးသဖြင့်အသက်ရှည်သောအနာမေသောအစင်းလှသောအတန်တာသောအလုံးအရလှသောလူနတ်တို့ချစ်ခင်ယူစီမြတ်နိုးသောငါဖြစ်လို့လှူတာကကြောင်းလှူတာပဲသင်္ကသုသမီးကလည်းကြောင်းလှူတာပဲဘုရားတပည့်တော်ပညာမတတ်တဲ့လူမဖြစ်ပြရစေနဲ့သူတို့ကနှိမ့်ဆက်တဲ့လူမဖြစ်ပြရစေနဲ့အလိုကြီးတဲ့လူလည်းမဖြစ်ပြရစေနဲ့အပေကံမရှိတာမဖြစ်ပြရစေနဲ့လို့ဆုတောင်းတာကမြည်မဘွားအေကြီးကမဟုတ်ဘူးနတ်ဖြစ်ရင်တောင်နတ်တကာတို့တဲ့လှသောအနိုင်ငံသောအလုံးအရလှသောအတန်တာသောအသာအယံဝါဝင်းဝါသောသူ့အတွက်သူစဉ်းစားပြီးတောင်းတဲ့ဆုတောင်းတဲ့သူကိုယ်သူဖြည့်ဆည်းဒီအားတွေရပြီဆိုရင်လောကအတွက်အလုပ်လုပ်ပြီးခြင်းနဲ့ဆိုတဲ့ဆုတောင်းကျွန်တော်တို့ဘယ်ဆုတောင်းမျိုးသွားမလဲဒါကိုကျွန်တော်တို့သိရေးကြည့်ပါလေဆုတောင်းမမှားဖို့လိုပါတယ်ဒါကြောင့်ဆုတောင်းမှားရင်တန်တရားပါကျွန်တော်တို့သွားပြီးရိုက်ခတ်ပါတယ်ဒါကိုကျွန်တော်စဖတ်ပြတဲ့များအထူးသဖြင့်ပြောချင်တာပါလူတွေဆိုတာအလိုကြီးတယ်အပြစ်မပြောပါဘူးအလိုကြီးပါတယ်တခါတော့လင်ကရင်တိုက်မှုဖြစ်တော့စိတ်ယုံတင်လိုက်ရတော့မရကလည်းစိတ်ပူတာပေါ့လိုက်သွားတော့အခန်းကဒီအခန်းဆောင်ဆရာဝန်လေးတော့ရှိတာပေါ့မေးကြည့်တယ်မရတူတူလေးဘယ်လိုတော့ချင်နေခြေတော့အောက်ပိုင်းကတော့ထိသွားတယ်တဲ့နှချောင်းစလုံးဖြတ်ရမယ်သဘောရှိတယ်မိမစိတ်မကောင်းဒါမှမပြောလို့လည်းမဖြစ်ဘူးနောက်နေမလဲကြတော့ပြောတယ်ကျုပ်ကတော့ဆရာဝန်လေးစကားတော့မယုံသေးပါဘူးရှင်သူကလည်းဆရာဝန်ပေါက်ဆဆိုတော့သူပြောတာလည်းဟုတ်ချင်မှဟုတ်မှာပါကျုပ်ညနေမှာဆရာဝန်ကြီးမေးပြီးသိကြအောင်မေးပါအောင်မေးရှင်းချတော့ဖြတ်မယ်ပြောတယ်ဒါမျိုးဆိုတာသိကြမှကောင်းတယ်ရှင်ယောက်ျားလုပ်တဲ့လူကအိုးကျေးဇူးတင်လိုက်တာတဲ့ငါမိမငါပေါ်မှာတော်ကျင်နာပါလားမဟုတ်ရှင်းကျင်နာတာမကျင်နာတာမဟုတ်ဘူးသိကြတယ်ဆိုရင်ရှင်းဖက်နှက်အဟောင်းတွေပြန်ရောင်းမလို့တဲ့ဆိုတခါတည်းကျွန်တော်တို့ကအလိုလောဘကိုပြောတယ်ဒီလိုကျုပ်เสียတကယ်လူပေါ်မှာဝတ္ထုတွေပြန်ဖြစ်တယ်ဝတ္ထုကြံဒီလိုရေးလို့မရပါဘူးလူတွေဟာဒီလိုစဉ်းစားကြတာပါလားပြောချင်တာတချို့ကြတော့ရစ်တိုက်တာပေါ့နော်ရန်ကိုလိုတယ်တချို့ကြရန်လိုတယ်အမြဲတမ်းပဲအကောင်းပြောလို့မရဘူးမင်းမဟုတ်ရင်မင်းဖေပဲဆိုတာမျိုးပဲစပစ်သီးချင်းတယ်ဆိုတာမျိုးအမြဲရန်လိုတယ်တခါတော့ယောက်ျားလူတွေကရုံးကပြန်လာတော့မိန်းမကတိုက်ပုံနောက်ကနေချွတ်ပေးတယ်တဲ့ချွတ်ပေးပြီးတော့ကျိတ်မှချိတ်တော့နောက်ကျောမှာတထောလောက်ရှိတဲ့သပင်တွေ့ဟာဒေါသဖြစ်လာပေါင်းရှင်းလာပါအောင်ရှင်းပါကိုဒီကိုမှပြောမလို့တော့ဘာဖြစ်လို့တော့ဟာမှရှင်းတိုက်ပုံမှာကြည့်ဘာကြီးတော့ယောက်ျားကြည့်တယ်မသိဘူးဘာတော့ဟိုက်မှကြည့်သပင်တထွာလောက်ရှိတယ်ဘယ်ယောက်ျားမှသပင်တထွာမရှိဘူးဒါမိန်းမသပင်ရှင်းပါပြောမလားဩဘတ်စကားဆိုတော့တို့စီရတာကွာမျိုးသမီးတွေရောမျိုးသားတွေရောဒီလိုတို့စီကြတာဟာသပင်ကျွတ်တဲ့လူနဲ့တွေ့လို့ဖြစ်ပါလိမ့်မယ်အိုးဘာသပင်ကျွတ်တဲ့လူနဲ့လဲဒီကောင်မကျုပ်စုံစမ်းအောင်ပါဟာယောက်ျားတို့တကယ်မသိရှာတာဒါမှပြဿနာရှာနောက်နေ့ကျယောက်ျားအိမ်ဝင်ကနေဒီတံမခံနိုင်တော့လေတိုက်ပုံလေးချုပ်ကြည့်ရတယ်ရှောက်ခါခဲ့ပြီးပြန်ဝတ်လာမိမအဲ့လိုပဲခါတိုင်းတို့ချုပ်တိုက်ပုံကိုရှောက်ကြည့်ဘာမှမတွေ့တော့ဘူးဝင်းတာမယ်ထင်သလားအင်ကြီးချွေရင်ပြောတယ်ရှင်ဘယ်ကရုံးမှနဲ့ဖြစ်လာတယ်ပြောစမ်းတယ်ခါလေးသပင်မပါတော့လေကရုံးမှနဲ့ဖြစ်တယ်လို့ထင်တယ်ဒါကြောင့်လူတွေဟာတဲ့ပြောချင်တာကဘာလဲဆိုတော့အပြစ်လည်းရှာတတ်တယ်ဒေါသလည်းကြီးတယ်ကိုယ့်ဘုကိုလည်းစဉ်းစားကြတယ်ကျွန်တော်ကနေ့ပြောမှာကမျောလင့်ခြင်းပါဒါကလူတွေရဲ့စိတ်လူတွေရဲ့သဘာဝလေးတွေကိုအရင်ကျွန်တော်ကခင်းထားတာအကြောင်းရှိပါတယ်လူတွေဟာအစွဲအလန်းကလည်းသိကြီးတယ်ကျွန်တော်အမေဆိုရင်သူ့ဘဝတစ်လျှောက်လုံးအလုပ်လုပ်တာနှစ်ခုပဲရှိတယ်နှစ်ချက်ပဲသူ့အတွက်တော့အမေကပြောတယ်ကိစ္စကြီးပဲ big thing ပေါ့နော် big thing ပေါ့အမေတို့ကိစ္စကြီးပဲတဲ့တခုကအမေဟာလူတကာနာရေးကိုသွားပြီးငိုတာရွာထဲမှာနာရေးရှိတယ်ဆိုရောက်အောင်သွားတယ်ရက်ွက်ကြီးတယ်အကြီးတယ်ဟိုဘက်ထိပ်ဒီဘက်ထိပ်အကုန်ပဲသိမလဲဒါပေမဲ့အမေရောက်အောင်သွားပြီးငိုတာပဲအဲ့ဒါကျွန်တော်ဒွေးလေးကအမြဲပြောတယ်နင်းကဘာသာငိုတာလို့နင်းလည်းမသိပါနဲ့တောင်ပြားဥစ္စာအိုးတို့ဘာကလူတယောက်ရော့တာဒီဝန်းနေစရာအေးတယ်နှမျောစရာငါတော့ရောက်အောင်သွားပြီးငိုတာပဲတဲ့အမေကငိုတယ်ဒုတိယတစ်ချက်အမေကကတာလူတွေကအလှူရှိပြီဆိုအမေကသွားကတာပဲအဲ့ဒါဒုဘဝရှိမရှိအလူမန်းတတဲ့တယောက်တည်းကတာကျွန်တော်သားသမီးတွေမြည်တွေတို့တူတွေတို့ကရှက်လို့အတွေးလေးကလိုက်ခေါ်တယ်နဲအလှူကဘာမှမလုပ်ရသေးဘူးဥမာစံပြတော့နင်းကကနေပြီမဟုတ်ဘူးအဲ့ဒါလှူတယ်ဆိုပြောလို့တဲ့လှူတာကလည်းပြောစရာ big thing နာတာကလည်းငိုစရာလို့အမေဒီအလုံးနှစ်ခုလည်းလုပ်သွားတယ်ဒုက္ခတဲ့သူ
သေတာတောင်မှငါအဖေငါအမေငါယောက်ျားသေတဲ့သင်္ချိုင်းသေချင်တာတော့လေအမေအမြဲပြောတယ်မိုးလင်းတာနဲ့နေအောင်ကြီးရတယ်ဖုံပူပူသဲပူပူတဲ့လမ်းလျှောက်ရတာဖဏမပါပဲလျှောက်ရတော့အလိုအလျောက် naturally healing ပေါ့သဘာဝကစိတ်ကူပေးတာကျွန်တော်တို့မသိဘူးအမေတို့လည်းမသိဘူးရင်သွေးပူပူဆိုလည်းနင်းလိုက်တာရေအိုင်လေးကပူးနေတဲ့တနေ့ကုန်နေပူထားတော့ပူးနေတာလက်ရလည်းပူတယ်ဖုံကလည်းပူတယ်ဘဏ္ဍကလည်းမပါဘူးဒါကတဘာဝအဖြစ်စိတ်ကူပေးနေတဲ့ဒီဖွားကနေတဆင့်ကျွန်တော်တို့မသိပါဘူးမိုးလင်းတာနဲ့နေအောင်ကြီးလေးရတာဗီတာမင် D ရတယ်လို့အမေတို့မသိပါဘူးခလေးကိုလည်းနေအောင်ကြီးလေးနဲ့ထားပွေနေအောင်ကြီးဓာတ်ရိုက်ကလေးပေါ်ကြဒါနဲ့နေအောင်ကြီးဓာတ်ရိုက်ကြတဲ့အတွက်ခလေးက bio clock ဒီစေဝနာကြီးအလုံးလုံးနေတာမသိပါဘူးတောစုတမလားကအခုခလေးမီးဖွားပြီးကြပြီဆိုရင်သိကြတယ်လေးဘက်ချတဲ့ခံလေးတဲ့စိတ်သုတ်ထားအပေါ်မီးချောင်းလေးနဲ့ချောင်းလောင်းတယ်အမေရောခလေးရောဒီထဲနေတော့အပြင်မှာဘယ်ချိန်ရှိနေပြီလဲလည်းမသိနေသားလားမသိမိုးရွာနေလားလည်းမသိအဲ့ဒီသားမိနှစ်ယောက်စလုံးရဲ့ bio clock ဇေဝနာကြီးကရက်နေတယ်သိကြောက်စရာကောင်းတယ်ခလေးကိုပြင်မထုတ်ချင်ဘူးပြင်ကဖုန်နေနဲ့တဲတွေနဲ့လူတကာကန်လို့ဟိုလူကတို့လိုက်လို့ဟိုလူကပါကန်လို့ဒီထဲပဲနေမယ်မလုံးနဲ့တဲ့ခင်ဗျားတို့ bio clock ရနေတယ်တော့မှ bio clock ဘယ်တော့မှမရဘူးဘာဖြစ်လို့ဆိုအပြင်မှာကြီးနေကြတယ်ရွာခယူကဟင်းရွက်ကိုခတ်ဝမ်းဝမ်းဆိုတဲ့အိုးတဲ့ဝုန်းဆိုထက်ငုတ်ပြီးလေးခတ်အဲ့ဒါပဲတောက်တယ်ဒီတဲ့ကောင်းတဲ့သဘာဝဟင်းချက်စရာဟင်းခတ်စရာမရှိဘူးဘာအချို့မဟုတ်မှဘာဆိုဒီယမ်ဂလူတာမိတ်မှမလို့အမေတို့နေကြတဲ့ဘဝတွေကဝါဘီကလေးနဲ့ခေါင်းရှင်းတော့အေးတယ်ကရမနန်လေးတင်းတင်းလေးနဲ့နေတော့နှလုံးချီတယ်တီးကြည့်အေးတယ်ရကန်းကျဖြင်ထမိန်ချမ်းလေးနဲ့နေတော့နှွေတောင်မှအေးတယ်တညက်တကြိုက်ထန်းတကြိုက်ဒီလိုနေရပြီမဲ့ဘယ်ဟာကမှမမျော်လင့်ရဘူးဘဝကိုရောင်ရဲနိုင်တယ်ဒီ contentment ဒီရောင်ရဲမှုတို့မှရှိတဲ့အတွက်အကုသို့မများဘူးမြေဝထမင်းမှနတ်တယ်ထင်တယ်ငှက်စာကျွေးတယ်မေတ္တာပို့တယ်စသဖြင့်အမေတို့နေရတဲ့ဘဝတွေဟာကျွန်တော်တို့အခုနေရတဲ့ဘဝတွေနဲ့ရှားစီဖြစ်သွားပြီကျွန်တော်တို့ဆေးတွေစားနေရပြီဆေးတွေကိုကျွန်တော်တို့လက်ခုံနဲ့စားရတယ်ကျွန်တော်ရွာပြန်ရင်ကြီးတော်ကြီးအမြဲပြောတယ်ကျွန်တော်တို့ရောကျွန်တော်ဇနီးရောဆေးတွေလက်ဝါးတွေထည့်ပြီးအဲ့လိုတောက်တယ်ဆိုရင်ဘာဒီများပါလိမ့်တော့ပဲလော်တာငါပြီးစားဟဲ့ပဲလော်အောင်မလို့ဆေးတွေအိုးဘာဆေးတွေများတောက်ရတော့ငါတို့ပြင်ဒီလုံးနေတာပရုပ်စီတကူနဲ့အသက်60ကျော်ပေါ့ဟုတ်တယ်ဘာဖြစ်ဖြစ်ပရုပ်စီလေးပို့ပြီးတော့ပရုပ်စီတော့ပိတ်ထားကြတာအနံ့ထွက်သွားမှဆိုလို့နှမျောလိုက်တာလည်းမပြောနဲ့တော့အသက်60ကျော်အခုမိုးပြန်ရင်ဟဲ့မျက်စိမမြင်ဘူးဟဲ့မိထိုက်လက်ချက်ထိုးမိုးရမှာတော့အခုဘယ်လောက်ရှိပါတော့အမေ7နာရီကျော်ပြီအေးစောစောဖုန်းကြောင်း7နာရီခေါင်းလောင်းတာငါကြားတော့လက်ချက်ထိုးရင်မိုးရမှာတော့ကြီးတို့ပဲတွေသိအမေလေးနေကိုပြဲလို့သားအမေကလည်းနေသက်မှာကိုဟာကိုမျက်စိမမြင်နဲ့အမေအိုလှန့်ကောက်လက်ချက်ထိုးတော့မိုးရတယ်အဲ့ဒီမှာကမန်းကရန်ခါရပဲတွေပြန်ထက်မြေပဲတွေကျုံထက်သူပါထလိုက်လာပြီးတော့အသက်60ကျော်ကငါပြောသားပဲကြီးတို့ကျွန်တော်ကအံ့ဩလွန်းလို့ကြီးတော့ဘယ်လိုသိတာတော့ခမရဦးထုံးတဲ့နေရာမှာပြန်ပြောင်းခန့်မှာဖြစ်တော့မှာမိုးနှံ့ရတယ်တဲ့ကျုပ်ကပြောဘယ်တော့မှမယုံဘူးတဲ့ကျုပ်တို့ကမိုးနှံ့ကိုသိတယ်တဲ့ဟုတ်တယ်မဟုတ်တာထားပြောချင်တာဒီတွေ့ကြုံကောင်းနေဒီလိုလူကြီးမိပါတယ်ကျွန်တော်တို့ဒီထဲမှာအားလုံးပဲနော်ဖိုးဖွားတွေကဒီတိုင်းနေကြကြတယ်သူတို့ရဲ့ဘဝနေနေက very simple သို့တော့သူတို့ရဲ့အတွေ့အကြုံကြီးတွေဟာအင်ပလန်ဟိုအတူယူစရာကောင်းတယ်ပေါ့နော်ဒါလေးပြောချင်တာသူတို့ဒါဖြင့်ဘာမျှော်လင့်တယ်လဲတဲ့မျှော်လင့်ခြင်းသူတို့ဘာကိုမျှော်လင့်တယ်လဲသူလှူချင်တာရှိတယ်အသက်ရှည်ရှည်နေခြင်းနဲ့ဘာလို့လဲလောဘကြီးတာမဟုတ်ဘူးအသက်လောဘကြီးတာမဟုတ်ဘူးဟောဒီမြေရဲ့နဲ့မြက်ထိမြက်ကနေများမွေးရင်တီထိနေခြင်းသေးတယ်သူတို့အကုန်လုံးသူတို့ရှိမှဖြစ်မယ်ဦးနာပြောတဲ့ပြဿနာသူ့ identity ကဒါပဲငါသက်ရှည်ဖို့ဆိုတာငါသက်ရှည်ခြင်းလေဆိုတာမျိုးမဟုတ်ဘူးအလိုလောဘနဲ့ကြည့်နေတာမဟုတ်ဘူးဟောဒီမြေတွေဟောဒီသားတွေဟောတာတွေကငါဟောဒီကလထိုင်ဘောကအကုန်လိုက်ကြည့်နေမှဖြစ်တယ်လို့သူတို့ဒီလိုထင်တဲ့လူဖွဲ့စည်းကလာတာပါသူတို့ဘောကနေနေသိရိုးတယ်အခုမှတော့ကျွန်တော်တို့က Facebook တွေပေါ်လာတော့သူ့ကို high ကိုသူ high နဲ့မြင်လည်းမမြင်ဘူးကျွန်တော်အိမ်သားမှာပြဿနာတက်တယ်မိန်းကလေးက high ဆိုတော့ယောက်ျားလေးက high ဓာတ်ပုံကကိုရီးယားမင်းသားနဲ့မင်းသမီးဆိုတော့ဟိုဘက်ကဘာမှမသိဒီဘက်ကဘာမှမသိတဟိုင်းဟိုင်းနဲ့ဟိုင်းလိုက်ကြတာနှင်းစီကအဝါလေးထိုးခဲ့မောင်ကနှင်းစီကအနီလေးထိုးခဲ့မယ်ရွှေပြည်မိုးမှာစုံကြဆိုပဲရွှေပြည်မိုးလဲစီဒိုနာနာကရွှေပြည်မိုးโอเค9နာရီစုံမယ်တပိတ်ဆိုင်နဲ့ဘယ်သူမှနှင်းစီပန်ထိုးမသွားဘူးလေဒီနေ့ရောက်တဲ့လှမ်းကြည့်တော့နှမ်းမရတဲ့ခါဝေးဝေးကယောက်ျားလေးကပြန်လက်သွားမိန်းကလေးကလည်းပြန်လက်သွားတာပဲမတွေ့လိုက်ကြဘူးဘာဖြစ်လို့တော့အိမ်နေနာချင်းဖြစ်နေလို့
မင်းကလေးကခလေး3ယောက်အမေဖြစ်နေစဉ်းစားကြည့်တဟိုင်းနဲ့ဒီထဲမှာနှမကြီးများတူမလေးများသမီးလေးများပါတော့လမ်းဘေးမှာတွေ့ပြီးအဲ့ online ပေါ်မှာတွေ့တော့ online ပေါ်မှာရှိတဲ့အချက်မျိုးလောက်ပဲရမှာဒါဥသားတို့သမီးတို့ပြောချင်တယ်ရှေ့ကဘယ်လိုချိတ်ကြတော့ရှေ့ကတစ်ချက်ရမှာလား3နဲ့3မိုးကြီးဟိုးပြင်းစရာကောင်းချက်တော့ဒါပေမဲ့ပြောပြပါမယ်ဦးနေဝင်းတို့ဖေးတွေမေးတွေဘိုးတွေဘွားတွေသားတို့သမီးတို့သိအောင်ပြောမယ်ရှေ့ကယောက်ျားလေးကရောင်ကြီးပွင့်နဲ့ဒီမှာအင်းခွက်တွေနဲ့မြန်မာလူငယ်တွေကထွားထွားကြမ်းကြမ်းကြီးတွေ14နှစ်သားဆိုအဖေနဲ့လဲထွန်လို့ရပြီဒီမှာအင်းနေနဲ့အသားကညူမောင်းမောင်းတက်ကလည်းခါလဲလေယုံလက်ဖြန့်ကြီးတွေကောင်းကောင်းအခုများကြည်စမ်းလမ်းပေါ်မှာ10ရန်းနဲ့ကလေးတွေလူမျိုးကြီးတွေဖြစ်နေပြီသမီးကြောင်းသွားဖို့တော့တွေ့တယ်အကုန်လုံးကထမင်းကြိုင်လေးနဲ့တိုင်းပြည်နဲ့လူမျိုးတွေအားထားစရာသိကောင်းတာလက်မောင်းကတလောက်ကလေးတွေနဲ့ကလေးတွေနှိမ်ပြောတာမဟုတ်ဘူးနော်ကျမ်းမာရေးအသိလည်းသူတို့မရှိဘူးသူတို့ခေါင်းထဲမှာဘာပဲရှိတယ်သူတို့ရဲ့လောကချင်းချင်းလေးထဲမှာပဲသူတို့ရှိတယ်ရှင်းတော့ကလူငယ်တွေကအဲ့လိုမဟုတ်ဘူးပညာရကောင်းကောင်းမတက်ရှိရမယ်ထွားထွားကြိုင်ကြိုင်နဲ့သူတို့ဘဝနေလေးကရောင်ကြီးပွင့်နဲ့အင်ကြီးကကမြစ်လို့ခေါ်တဲ့အင်ကြီးရင်ဘဟာပဲနဲ့အဖေကအမေကစိုက်ထားတဲ့မြက်လေးပန်းတွေထက်ကပုံစာကြီးတဲ့စပယ်ပန်းတွေထက်ဇွန်ပန်းတွေထက်အကုန်ခုအမေကမနေ့ကဖရားတင်မကြည့်တော့မရှိဘူးသူကရီးစားသွားပေးနေတာအကုန်ထက်ရီးစားအိမ်ရောက်တော့ဝက်လင်းဆောင်လေးမှာရီးစားကညမှောင်ပြီးဆိုတော့မိတိုင်ကွက်ကြီးတဟုံးနဲ့ဘိုင်းငင်နဲ့ချီချတယ်ချီစားချတယ်စသဖြင့်သူ့အလုပ်သူလုပ်ထရံလေးပဲချတယ်နောက်မှအဖေတို့အမေတို့အကိုတို့ရှိတယ်ဘယ်သူမှဟိုပြင်မသွားဘူးအဖေလည်းတည်းရှိတယ်သွားပို့ရတယ် no discrimination ဘာခွဲချမ်းစိတ်ဖြာဘာခေါ်မလဲဟိုအစင်တန်းခွဲတာမှမရှိဘူးသွားလူတိုင်းပိုးခွင့်ရှိတယ်ခလေးတိုင်းပိုးခွင့်ရှိတယ်သွားပိုးရင်တယောက်စီပိုး2ယောက်တော့မလာနဲ့တော်မလေးကလည်းပိုးခံတယ်ဝလင်းဆောင်လေးမှာမိတိုင်ခွက်နဲ့ချပုတ်ချီချတခါလေးကျသူ့အလုပ်တွေသူလုပ်ဒီနားမှာရှိတယ်စိတ်လိတ်နဲ့ပြောင်းမှုဘက်နဲ့စေရုပ်ပန်းဒီနားမှာလက်ဖက်နဲ့ရင်သွေးချမ်းအိုးဒီဘက်မှာတနခါကြောက်ပြင်းတဲ့တနခါတော့ယောက်ျားလေးတဲ့တနခါလိမ့်တာဒီကောင်လေးကပန်းလေးထက်သွားအောင်မယ်ပဝါရကန်းနဲ့တကယ်ပဝါရကန်းကလေးမလေးရှိတဲ့နေရာနဲ့ပဝါအနည်းဆုံးတကန်းရှိပါစေမဟုတ်ကဟုတ်ကပရိသဝါစာတန်ဖပလပဝါစာညညညညတလုံးတဘာရမှမပြောဘူးခေါ်တော့နှမလို့ခေါ်တယ်ယောက်ျားလေးကကြည်မင်းကလေးကငယ်ရင်နှမပဲမိမချင်းမှညီမလို့သုံးကြတယ်ရှိကတကယ်လည်းသုံးတယ်နှမအကူကသက္ကရာဖွင့်ခြင်းလို့လာတာဗျာဟိုးဖွက်ပေါ့အကူပန်းပေးခြင်းတော့ပန်းပေးကြီးပေါ့ဗျာငါနှမရဲ့အဖေကကြားတယ်အမေလည်းကြားတယ်အကိုလည်းကြားတယ်သိဆိုတဲ့မူးတယ်ဆိုတဲ့လူဓာတရားရမ်းနဲ့ဆိုတော့အကိုလည်းရှိတဲ့အထဲမှာဒါပေမဲ့ဘယ်မင်းကလေးကိုမှရင့်ရင်တည်တည်မပြောဘူးတော့ကျွန်တော်တို့သိချစ်စရာကောင်းတာဟဲ့ကောင်မလေးငါနှမပြောလေကိုသက္ကရာဖွင့်မယ်ဖွင့်လေကျွန်းတုံကြောင်လျှောက်တော့ဘာဖြစ်လဲဟာကောင်မလေးကသိတယ်ကျွန်းတုံကြောင်လျှောက်ဆိုတော့လွန်းတုံမောင်ရောက်တယ်လို့ပြောစီချင်တာကောင်မလေးကပါတယ်အခုပန်းပေးခြင်းတော့ပြောထားတာအေးပါဟာယောက်ျားလေးလည်းပန်းပန်လေကျွန်တော်တို့အရှိတုန်းကပြိုလေးတို့အိမ်ဥစသဖုတယုံနှယုံကြီးတွေကအောင်မအောင်ပါနဲ့ကိုရွှေကြေပြိုတို့မောင်ရှင်လိန်ပြန်တော့နားပန်ဖို့လေးတဲ့ယောက်ျားလေးကနေရွက်ထဲပန်းပန်သကဝါကကလေးဖြစ်ခြင်းဖြစ်တပြေကကလေးဖြစ်ခြင်းဖြစ်ဒေါနာကကလေးဖြစ်ခြင်းဖြစ်ယောက်ျားလေးတိုင်းပန်းကလေးနဲ့အခုပြန်မေးအောင်ကျွန်းတုံကြောင်လျှောက်တော့ဘာဖြစ်တော့အခုအေးကျွန်းတုံကြောင်လျှောက်တော့အေးဗျပြောဗျချော်ကြတာပေါ့ကိုရသွားရောဟာသိချစ်စရာကောင်းတယ်ပေးပန်းကလေးပေးတော့ရှုံးရင်ပန်းပေးရတယ်မိန်းကလေးကမဖြစ်နိုင်မှုရှုံးတော့တယ်ပန်းထားတဲ့ပန်းကလေးရောအကိုတို့ပေးရတယ်ရှုံးတော့ပန်းပေးတယ်ဆိုတာကိုပြောတာကျွန်တော်တို့ကအင်မတန်ယဉ်ကျေးတယ်ဆိုတာကျွန်တော်ပြောချင်လို့ဒါကိုသဲလာတာနှမလေးအခုကရွှင်းချင်တယ်စစ်လေးလေးတလေးတိုက်ဗျာအိုးတိုက်ပါမယ်အကိုရဲ့လက်ဖက်လက်သုံးဆောင်ပါရှင့်စစ်လေးလက်တောက်ပါရှင့်ရင်သွေးချမ်းလက်သုံးဆောင်ပါရှင့်အခုတနခါလိမ့်မလားနှမသွေးပေးမယ်လေလိမ့်ကြပါဗျာညနေရအောင်လိမ့်ခဲ့ရအောင်သူ့အလုပ်လေးပြစ်ထားပြီးတနခါသွားသွေးရတယ်ကြီးနဲ့ဖေးမေရှိတယ်အကိုရှိတယ်နော်မောင်ရှိတယ် no ကြောင်ကြီးဝယ်လှမ်းပြီးတော့တခြားလိမ့်ပေးတာမောင်နဲ့နှမဆိုတဲ့စိတ်ကလည်းလို့ချပါမှမရှိဘူးလိမ့်ပေးရတယ်လိမ့်ပေးဆိုလိမ့်ပေးရတယ်စိတ်လက်တော့ချင်တယ်အကိုခဏဆောင်ပြောင်းမှုပဲကလေးတွေစေယူလေးထက်လိမ့်အဘောကခေါင်းလေးချိုးဒီမှာစီးရတော့မယ်ဆိုတော့တောင်းလေး2တောင်းရှိတယ်
ချီပြူချီနီချီဝါရီချီရောင်စုံထည့်ထားတဲ့တောင်းနဲ့ချီအဖြူကြီးတန်တန်ထည့်ထားတဲ့တောင်းဒီကောင်ကစိတ်လေးတောက်ချင်လို့မဟုတ်ဘူးအကြံနဲ့ကောင်မလေးငါဘောဘလောက်ထိသဘောထားတာလဲဆိုတော့သိချင်လို့ကောင်မလေးလက်ကချီပြူတောင်းလေးတဲ့ဒီလောက်ရှိတဲ့တောင်းကလေးတဲ့ရောက်သွားပြီဆိုဝင်သာပြီကောင်မလေးကချီခင်လေးတခင်အထုံးလေးယူပါးစပ်နဲ့ထောက်ဆိုဖြတ်တထွာလောက်အဲ့ဒါလေးဦးကလိပ်ပြီးသားလေးပေါ့တပင်နဲ့ပတ်ပြီးတော့လက်ကလေးနဲ့ပုတ်လိုက်တဲ့အခါတင်းသွားတာပေါ့အဲ့တပင်နဲ့ပတ်ပြီးတွန်းသွားတဲ့ကြံတလေးကိုထောက်ဆိုပါးစပ်နဲ့ကိုက်ပြီးအကိုရော့လို့ပေးရင်မောင်ချစ်ကိုလက်ခံပါတယ်ရှင်တဲ့ချီပြူလေးတပင်နဲ့ရစ်ပေးလိုက်လို့မောင်ချစ်တာသိပါတယ်လာလာပိုးနေကြယောက်ျားလေးထဲမှာမောင်ကိုအချစ်ဆုံးပါရှင်းလို့ပြောလိုက်တာအဖေလည်းမကြောက်ဘူးအမေလည်းမကြောက်ဘူးဘာရင်ကျေးမှုနှိမ်ပါတာမျိုးမှမရှိဘူးကိုကြီးစားကိုဓာတ်နဲ့ထိုးတာလည်းမရှိဘူးရက်တည်းမရှိလို့အဲ့ဒါတွေမပြောတော့ဘူးချီကလေးတပင်နဲ့ပုတ်ပေးလိုက်ရင်ငါ့ကိုချစ်တယ်အန်ဒီတွေအပြာတွေထည့်တဲ့တောင်းလက်နိုင်လို့ကတော့ဒီကောင်သွားပြီးချွေးစီချွေးပေါက်ပြန်ကြံတဲ့ချီနီချီဝါချီစိမ့်သွားပြီးပတ်ပေးလိုက်ရင်တော့လေအချင်းနေမကောင်းသေးဘူးရှင်ကျမစောင့်ကြည့်နေတုံးလို့ပြောတာ very symbolic ဒီသင်္ကေတတွေနဲ့ပြောတာအဲ့ဒီချီပြူပဲယူပါရဲ့2ရက်3ရက်ပတ်ပြီးတော့မှလိပ်ပြီးပေးလိုက်တယ်ဆိုရင်အကိုနှမကအကိုကိုစောင့်ကြည့်နေတုံးရှင်ကျမအချစ်တော်လေးတန်းမပေးနိုင်သေးဘူးအကိုကိုကြည့်တုံးအကဲခတ်တုံးလို့ပြောတာ2ပတ်3ပတ်လောက်ပိုက်ရင်ပြောချင်တာကကျွန်တော်တို့ဟာဒီလိုယဉ်ကျေးမှုကလာတယ်ပေါ့နော်ဒီလိုပြောချင်တာချစ်ချင်းမြတ်တာဟာဗျံပါတာမရှိဘူးဒီစားကိုတန်းပြီးဟိုတယ်ခေါ်သွားတန်းပြီးတော့တဲခုကခေါ်သွားတဲ့ယဉ်ကျေးမှုမျိုးမဟုတ်ဘူးကျွန်တော်တို့သိတန်ဖိုးထားတယ်ကိုယ်နှမအရင်လို့တန်ဖိုးထားတယ်ဒီစံတန်ဖိုးကောင်းတွေကမကောင်းဘူးလို့ဘယ်သူညင်းမလဲကျွန်တော်တို့မညင်းနိုင်ဘူးဒါကြောင့်ဒီယဉ်ကျေးမှုတွေဟာတဖြည်းဖြည်းနောက်ကိုဆုပ်သွားပြီဆိုလို့ရှိရင်အဲ့ဒီလူဖွဲ့စည်းဟာ၅ပါးမှောက်ဖို့ရှိမှာပေါ့ဒါကိုပြောချင်တာဒါဖြင့်ဆင်းရဲတဲ့ကလေးကလာပိုးတယ်ချမ်းသာတဲ့ကလေးတွေလာပိုးတယ်အကုန်ချီနီချီဝါချီစိမ့်နဲ့တိုးတယ်ဆင်းရဲတဲ့ကလေးကပြတ်ဆောင်လေးနဲ့လာတယ်မဟုတ်ဆိုးမှလာလီဆိုတော့တောင်ပြားမှာတဲလေးနဲ့နေတယ်ဒီကစရင်တိုင်ရဲ့သမီးဟိုကစရင်ငါလှုပ်ရှားတယ်မိသားစုရဲ့သားလေးရတယ်ကြိုက်လို့ရတယ်ယူလို့လည်းရတယ်ကောင်းလေးရသချင်းဆိုရပြတ်ဆောင်လေးနဲ့သူ့ကိုလှည့်ကြရင်ဘယ်သူမှမလာရဘူးသူ့ပြတ်ဆောင်လေးနဲ့ဆိုမင်းကလေးကသူ့အလုပ်သူလုပ်ရင်နားထောင်လို့ရတယ်အဖေလည်းနားထောင်တယ်အမေလည်းနားထောင်တယ်ထရန်ကြီးရဲ့ဟိုဘက်ကအကုန်ကြားနေရတယ်ကောင်းလေးဆိုတယ်ရှေ့တုန်းကသချင်းလေးတောင်တွေကွယ်တဲ့လမ်းတောင်တွေကွယ်တဲ့လမ်းမောင်မဲရောင်လေမောင်မဲရောင်လေတောင်ကြီးကွယ်တဲ့လမ်းတောင်တွေကွယ်လေးကွယ်လိုက်ပါတဲ့လမ်းတချင်းရတာပဲတောင်တွေကွယ်တဲ့လမ်းတောင်တွေကွယ်တဲ့လမ်းမောင်မဲရောင်လေတောင်ကြီးကွယ်တဲ့လမ်းဘာမှလည်းမပါဘူးမင်းကလေးကအဲ့ဇရောက်ကပရိုက်လို့ခေါ်တာပရိုက်ဆိုအဲ့ဇရောက်ကလေးကကောက်ပြီးပါပေါ်လာပြီးအဖျားလေးကြဟိုဘက်တွေကလှည့်တဲ့အခါပါကိုဒီလိုဖက်နဲ့ရိုက်လို့ရှိကဇရောက်ပရိုက်လို့ခေါ်တယ်ရေးတော့ပါရိုက်ပေါ့နော်ဇရောက်ပရိုက်ကလေးခါသွားပြီးတော့မျက်ရည်လေးကစင်ထွက်သွားတယ်မိတိုင်ခွက်ကအလင်းရောင်နဲ့ကောင်လေးကလှမ်းမြင်တယ်မျက်ရည်လေးကြသချင်းကအဲ့ဒါပဲအပေါ်မှာသိပြီဟိုဘက်ကထရန်ဟိုဘက်ကအဖေကြီးကဟဲ့ရှင်မလာအောင်စမ်းကြည့်စမ်းဘယ်သူလဲတာစိုးနေတာဟိုတောင်ပြားကပါတော့မဟုတ်ဆုံးမသားလေးပါဘယ်နဲ့တော့ငါသမီးကမြစ်တာရှိနေပြီချင်းပါဗျာဒီသချင်းထူးတယ်နော်ဟောချက်ချင်းသိတယ်သူတို့နှစ်ယောက်ကမြစ်တာရှိနေပြီငါတို့ရဲ့ဂုဏ်တွေတရက်တွေငါတို့မိဘနှစ်ပါးဆွေမျိုးသားချင်းတွေရဲ့ဂုဏ်တွေစီးစိမ်ဥစ္စာတွေရဲ့ဂုဏ်တွေလဲတွေချောင်းတွေနွားတွေနဲ့ပြည့်စုံနေတဲ့ဘဝတွေကိုမဟုတ်ဆုံးမသားကလေးကမင်းနဲ့ငါနဲ့သာလမ်းလေးဖြူဖြောင်းရှိပေမဲ့တောင်ကြီးတွေကွဲသလိုချားနေပြီလို့ပြောတာဟဲ့ငါသမီးလေးမင်းကြိတ်မိစားဒီကောင်လေးမြစ်တာရှိသလားဟဲ့လို့တန်းသိတယ်အင်မတန်ချစ်စရာကောင်းတယ်တချင်းကအခုနစူပြလိုက်တော့ကသိတတိချားမိမှာမဟုတ်ဘူးအတိတ်ပဲသိရှိတာပဲရှိတော့ကဒါဆိုခဲ့တဲ့တကယ်တချင်းမှာပဲတောင်တွေကွဲတဲ့လမ်းတောင်တွေကွဲတဲ့လမ်းမောင်ဝဲရောင်လေမောင်မဲရောင်လေတောင်ကြီးကွယ်တဲ့လမ်းတောင်တွေကွယ်လေးကွယ်လိုက်ပါတဲ့လမ်းသုံးနဲ့သုံးဖို့ကြည့်တယ်ဆိုတာစကားအဖြစ်ပါပဲအကဲခတ်တယ်မင်းကလေးကချစ်တာတော့ဟုတ်ပြီဝါကြီးပြူတပင်ရစ်ကဲနဲ့ငယ်ချင်းမောင်ရွှေဝါသွားပါလိုက်တဲ့စိတ်လိကတော့ဟုတ်ပါရဲ့
လူမှုရေးပါရလားရရေးရွာရေးပါရလားစဘာကြောင့်နွားကြောင့်သိရလားမိအိုဖကိုလှုပ်ကြွေးတာကကိုတန်တန်ရှင်းရှင်းလှုပ်ကြွေးတာဟုတ်ရလားပြောတာဆိုတာကိုကျင်ကျင်နာနာဟုတ်ရလားဘုရားကျောင်းကံကိုရောက်ခဲ့လားလို့မင်းကလေးကကြည့်တယ်လို့ပဲမင်းကလေးကိုလည်းမိဘကိုဘယ်လိုဆက်ဆံတယ်လဲရရေးရွာရေးဘယ်လိုပါတယ်လဲရကန်းရတော့ကောဘယ်လောက်ထိကြောင်းကျန်းကျင်ကျင်ရက်နိုင်တယ်လဲကအစယောက်ျားလေးကမင်းကလေးအကဲခတ်မင်းကလေးအကဲခတ်မိဘနှစ်ပါးကဆုံရနောက်ဆုံးပေးစားတယ်ပေးစားကြတယ်ပေါင်းတော့လေသေရပန်သက်တဆုံးတဲ့အသက်ထက်ဆုံးနူနူဝဲဝဲကျူးကျူးကန်းကန်းပေါင်းတယ်ဟောက်ပြန်မို့ဘယ်တော့မှစိတ်မကူတော့ဘူးယူပြီးဆိုရင်တော့ထင်းပုံကောင်းချအဖိုးကြီးကအသက်60မီးရှို့ထင်းတွေကိုကန့်လန့်တလက်တောင်လိုက်တလက်တင်းအလောင်းစင်အပေါ်တင်ထားအောက်ကမီးမြှိုက်တော့ထင်းပုံကောင်းချတယ်အဖွားကြီးကမျက်ရည်လေးဆန်းဆန်းနဲ့တပည့်ကလေးနဲ့မျက်ရည်လေးတို့အိုးထင်းပုံကောင်းချကျုပ်သစ္စာကြီးကြီးပေါင်းသွားတဲ့ကိုရင်ကျေးဇူးကြီးပါတော့ငိုရတောင်းကျေးဇူးတရားနဲ့ငိုတယ်ထင်းပုံကောင်းချဆိုတာပြောတာအယိုးမြေကြတယ်အဖိုးကြီးရဲ့အယိုးဖွားကြီးရဲ့အယိုးကိုယ်တင်းချိုင်းကိုမြေကြတဲ့အထိသစ္စာကြီးကြီးပေါင်းကြတယ်ချစ်ကြတယ်ကျွန်တော်တို့လူမျိုးတွေရဲ့စံတန်ဖိုးကောင်းတယ်ဒီကနေ့တော့သိဖွံ့ဖြိုးလာတဲ့အခါဖွံ့ဖြိုးခြင်းနဲ့အတူပါလာတဲ့ဒီအယွေတွေဟာကြောက်စရာကောင်းနေပြီကျက်တည်းမရှိလို့စင်ပေါ်မှာကျွန်တော်မပြောချင်ပါဘူးဒါကြောင့်အထူးသဖြင့်သမီးကလေးများနှမကလေးများကအရေးကြီးသလိုသားကလေးများယောက်ျားလေးများလည်းအရေးကြီးပါတယ်ဒါကြောင့်ယဉ်ကျေးမှုစံတန်ဘိုးတွေကိုထားရမယ်ဒါဖြင့်ယူပြီးမကွဲကြတော့ဘူးလားဗျာလို့မေးစရာရှိတယ်ကံကုံတော့ကွဲတဲ့ကံဆိုင်တော့ပေါင်းတဲ့ကံကုံရင်ကွဲကြတာပေါ့နှစ်ဖက်ကွဲတော့လေယောက်ျားကသိညတာတကြီးအိမ်သွားလက်ဖက်စားရုံမဲ့ဘယ်တရားသူကြီးစီမှာသွားကြမလို့ဘယ်အမျိုးသမီးရေးရမှာသွားကြမလို့တကြီးအိမ်သွားကျုပ်တို့ကွဲမလို့ကွာမလို့တကြီးကလည်း3-4ကတော့ပြန်လွတ်နေပေါင်းဟာစိတ်လိုက်မှန်းပါမလုပ်ကြပါနဲ့မင်းတို့ကလည်းမိဘတွေထောက်ပေါင်းဟာဟိုကောင်လေးကလည်းမိဘထောက်ပေါင်းဝင်လို့ပြန်လွတ်တော့အစဉ်ပြေသွားတချို့ကြတော့လေအစဉ်ကိုဘလို့မှညှိလို့မရဟိုဟာတာလေးတွေပုတ်ဖတ်ရတယ်တရားရုံးမှာတဲ့လင်မယားနဲ့ကသွားလျှောက်တာအေးကဲကွာရှင်းတာတွေပါတယ်ကဲမင်းတို့အမွေခန်းကဘယ်လိုလုပ်ကြကျွန်တော်တို့အကုန်ခွဲပြီးပြီခင်ဗျပစ္စည်းခွဲပြီးပြီရွှေငွေတွေလည်းခွဲပြီးပြီမြေကြီးပိုင်ဆိုင်မှုတွေလည်းခွဲပြီးပါခင်ဗျကျွန်တော်ကကွာရှင်းမှုပဲတရားသူကြီးစီလာတာပါခင်ဗျအေးသားသမီးပဲ2ယောက်ရှိတယ်3ယောက်ဘယ်လိုခွဲမလို့ဟုတ်သားပဲ3ယောက်ဆိုတော့ခွဲလို့မရဘူးတရားသူကြီးဒီလိုလုပ်ပါလားကျွန်တော်တစ်နှစ်ထပ်ပေါင်းလိုက်အောင်မယ်ခင်ဗျ4ယောက်ဖြစ်မှပြန်လာတစ်ခေါက်ပြန်လာပါအောင်မယ်ခွဲကောင်းအောင်လို့အခုဘယ်လိုမဟုတ်ဘူးလက်ဖက်လေးစားရုံပဲနှိုက်ပြီးလက်ဖက်ကလေးစားရုံပဲငါးရှိလက်ဖက်စားမင်းကလေးခွန်မင်းကလေးကခွန်ယောက်ျားခွန်ပြတ်ပြီးမနှောက်ရှက်နေတော့မယ်နောက်ထပ်နောက်ရှက်တော့အဲ့မှာရှိကြပြာလေးရှိသေးတယ်အမွေခွဲတာချစ်ဆက်ကောင်းတော့ကိုင်းရှင်မနားထောင်တဲ့လူကြီးတွေရှင်မအိမ်ရှိတောင်ပလုံးနှီးဖြာညီးကအကုန်ယူငါကနှီးဖြာတတ်သူတို့အိမ်မှာရှိတောင်းနေပလုံးတွေစကားတွေဝါးနဲ့ပတ်သက်တဲ့ရက်ထားတာတွေမှန်တယ်အကုန်ယူသွားဗျာဘာဖြစ်လို့ငါကနှီးဖြာတတ်တယ်နေရမဖြတ်တာဟုတ်ယူသွားငါထမကိုင်းရှင်မနားထောင်အိမ်ရှိတောင်ပလုံးနှီးဖြာညီးကအကုန်ယူငါကနှီးဖြာတတ်သူအိမ်ရှိအထက်အလိတ်ခေါင်းအောင်မှုရငါကအကုန်ယူညီးကရက်ကန်းခတ်တတ်သူတဲ့အိမ်မှာရှိတဲ့ခေါင်းအောင်တွေမှုရတယ်လက်သက်ပွားတွေကအစအဝတ်ထင်တဲ့ပတ်သက်တဲ့မြညီးရက်ထားတာတွေထားခဲ့အဲ့ဒါငါမလုပ်တတ်ဘူးနေကရက်ကန်းခတ်တတ်တယ်ယူဆိုတော့တောင်ပလုံးနှီးဖြာယူသလိုပဲအဲ့ဒါလေးငါ့ကိုထားခဲ့တော့အိမ်ရှိအထက်အလိတ်ခေါင်းအောင်မှုရငါကအကုန်ယူညီးကရက်ကန်းခတ်တတ်သူဦးစင်အောက်ကနွားတရှင်းဆိုတော့နှစ်ကောင်ပေါ့ညီးကြက်ရရွေးယူဟဲ့ငါယောက်ျားလေးနွားကောင်းကိုငါထားခဲ့မပြောဘူးတော့ဦးစင်အောက်ကနွားတရှင်းညီးကြက်ရရွေးယူအိမ်ရှိခွေးနဲ့ကြော်တဲ့ခွေးရတကောင်နဲ့သူပြောရနေတဲ့နင်းနောက်လိုက်မယ်ဆိုခေါ်သွားငါနဲ့ပြောတယ်ဆိုတော့ခွေးနဲ့ကြော်ငါနဲ့ထားခဲ့တော့ခွေးကြခွဲမရဘူးကြပြားလေးကလူမှုဘဝတွေပြောနေတယ်နော်ဦးစင်ရောက်ကနွားတရှင်းညီးကြက်ရရွေးယူအိမ်ရှိခွေးနဲ့ကြော်သူပြောရနေညီးနဲ့ငါနဲ့ပြက်ဆဲစီခွေးကကိုယ်ပဲတစ်လှည့်သွားဒီဘက်တစ်လှည့်သွားဖြစ်ပါလိမ့်မယ်ကောင်းပြီကျွန်တော်ဟောပြောခြင်းတဏှာရှိပါပြီကျွန်တော်ဇာလန်းလေးနှစ်ခုအတူတူလေးပြောပါမယ်တကယ်ဖြစ်ပါကျွန်တော်နဲ့ပတ်သက်တဲ့ဇာလန်းလေးဟိုအဖြစ်ဇာလန်းကလေးပါပဲလူတွေအားလုံးဟာကျွန်တော်ပြောသလိုလောဘကြီးကြတယ်ကိုယ့်အတွက်ကိုသိရတယ်ကိုရယူပဲစဉ်းစားကြတယ်စတဲ့အကုသိုလ်ဒုစရိုက်တွေအားလုံးမှာမွေးလျော်တယ်လို့ကျွန်တော်ပြောခဲ့ပါတယ်ဒါပေမဲ့လူတွေအားလုံးမှာတူတဲ့တစ်ချက်ရှိတယ်အဲ့ဒါတွေကတော့လူတိုင်းကမျှော်လင့်ကြတယ်
မျောလင့်ခြင်းတွေက အသက်ဓာတ်ဖြစ်တယ်ဓမ္မပဒမှာပါတယ်နော် no one can live without craving it ဘယ်သူမှ craving အာသီသမရှိပဲမျောလင့်ခြင်းမရှိပဲအလားလာမရှိပဲအသက်မရှင်နိုင်ဘူးတဲ့ဘုရားရှင်ဟောတာနော် no one can live without craving ဘယ်သူမှအသက်မရှင်နိုင်ဘူးတဲ့မျောလင့်ချက်တွေရှိတယ်ကျွန်တော်တို့အားလုံးဟာလူတွေအားလုံးအာသီသတွေမျောလင့်ချက်တွေမျောမှန်းချက်တွေမရှိရင်မရှင်းသနိုင်ဘူးဘာဖြစ်လို့မျောကြတယ်လူတွေဟာသောကတွေရှိတော့ဘာသောကတွေလဲဘဝအဓိပ္ပာယ်တွေကောင်းကောင်းမွန်မွန်မသိဘူးဝေဝေဝါးဝါဖြစ်လို့တချို့ကအနာဂတ်ကမသေးချာလို့တချို့ကဆင်းရဲတဲ့ဘဝနဲ့နေရတဲ့သောကတွေရှိလို့တချို့ကဘဝမလုံးကြုံလို့တချို့ကသူတစ်ပါးနဲ့မိမိမတူရခေါင်းလားငါကဘာလို့ဆင်းရဲတာလဲသူကဘာလို့ချမ်းသာတာလဲဒီစိတ်ဓာတ်တွေရှိလို့တချို့ကြတော့မေတ္တာမရတဲ့သောကအာကိုရမဲ့တဲ့သောကစသဖြင့်သောကကိုရေတွက်ကြည့်လိုက်တဲ့အခါမှာ16ပါးရှိတယ်တဲ့ထားလိုက်တော့တခါတလေကိုကမျောရတယ်တခါလေသူများကကိုမျောတယ်ကိုမသိဘူးအမေကောက်တင်းကောက်သွားတော့ကျွန်တော်ဆက်နှစ်သားအမေကိုမျောတယ်ညနေဆောင်တိုင်းအမေကကောက်တင်းကိုပစိုးကြီးနဲ့ထိုးပြီးရွက်လာတဲ့အမေကိုအနောက်ထိုးရွာလန်းပြအနောက်တကားစီကလာမကိုကျွန်တော်သွားမျောတယ်ဒီနေ့တော့မှောင်သွားတယ်တကားကို6နာရီပိတ်ရတော့တကားကအကြီးရွာတကားကြီးပိတ်မယ်လို့တော့ဒီဘက်ကဆူးတွေနဲ့ရွာတကားကြီးပိတ်မယ်လို့တော့နေပါဦးဗျာဘာကြီးတို့အမေမလာသေးလို့ဟိုမင်းမေလာတော့လေခေါ်ပါလိမ့်မယ်ကွာပိတ်လာတော့ပိတ်ရမှာပဲအမေနဲ့သားဘဝကြီးချားသလိုပဲအဲ့တကားကြီးကျွန်တော်7နှစ်သားတော့ခံစားခဲ့ရပါတယ်အဲ့ဒီဘာကြီးတွေနေတဲ့ကင်းတဲမှာပဲကျွန်တော်နေရင်အမေမလာဘူး6နာရီမပေါ်လာဘူး9နာရီမပေါ်လာဘူးမှောင်ပိတ်နေပြီဘာဖြစ်ပါလဲ7နာရီလောက်ကြာတော့မှအမေကအတန်ပေးတယ်ကင်းမှုတို့ဆိုတော့မင်းမေကွာလာပြီတဲ့အမေကပြန်ဝင်လာတော့ထော့နေအင်မတန်ကြီးတယ်ကျွန်တော်တို့အညာမှာရှိတဲ့စူးပြူတို့စူးမဲတို့ဆိုတာဒီလက်တစ်ဆက်လောက်ရှိတယ်အပေါ်မှာအစိတ်မဲလို့အဲ့စူးမဲစူးလို့တဲ့အမေထော့နေတလှမ်းချင်းလျှောက်လာတာအမေကအဲ့ဒီတနေကုန်နေဘူးဆက်ခါကောက်ထားတဲ့ကောက်တဲ့တုတ်တော့ပြည့်မချခဲ့ဘူးအနာဂတ်မဆိုင်နိုင်ဘူးဟောတာရှိရင်တို့သားမိထမင်းစားရတယ်ဆိုတော့အမေစိတ်တက်ကိုအခုကြီးတော့မှအိုးအမေဓာကြီးလွန့်ပစ်ခဲ့ရမှာလေအနားမှာရှိတဲ့ဝါတလုံးတုတ်တစ်ချောင်းထောက်ကပြန်လာရမယ်အမေအလေးကြီးနဲ့ဒီလောက်ရှိတဲ့စူးကြီးစူးတာအမေည7နိုင်မှပြန်လာတဲ့အဲ့ဒီအမေကိုမျှော်ရတဲ့အဲ့ဒီခံစားမှုဟာဂဏိထိရှိတယ်ကျွန်တော်အားလုံးမျှော်ခဲ့ကြတယ်သိတဲ့အတိုင်းပါပဲမျှော်ကြတယ်ချစ်သူကလာမဲ့လမ်းကိုမျှော်တယ်အဖေလာမဲ့လမ်းမျှော်တယ်အမေပြန်လာမဲ့လမ်းကိုမျှော်တယ်မျှော်ခြင်းများစွာကျွန်တော်တို့ရှိခဲ့ကြတဲ့အချင်းမှာကျွန်တော်ကိုမျှော်တဲ့လူ2ယောက်အကြောင်းကျွန်တော်ပြောချင်တာကျွန်တော်ပေးခဲ့တဲ့ဂရိတွေကျွန်တော်ပေးခဲ့တဲ့ဂရိတွေယုံကြည်ကြတဲ့လူ2ယောက်အကြောင်းပြောချင်တာတယောက်ကတော့ဘာကြီးတောင်းလို့ဘာတွေးတောင်းလို့ခေါ်တယ်ကျွန်တော်တို့ရွာကအမေတို့နဲ့ဝန်မ2ဝန်းလောက်ကွဲတယ်တောင်သူလည်းဖြစ်လူချမ်းသာလည်းဖြစ်တယ်သားလေးကလည်း2ယောက်ရှိတယ်ကျွန်တော်လည်းရွယ်သူရုပ်ရှင်ရလို့ကျွန်တော်ငယ်တုန်းကရွာဒီမှာမရှိဘူးကြည်လည်းမကြည့်ဘူးအဲ့ဒီမှာတောမှာလာပြီးတော့လှည့်ပြတဲ့ပိတ်ကားတောင်ဆိုတာတနေ့ရွာရောက်လာတယ်ပိတ်ကားတောင်ရောက်လာတော့ဘာတွေးတောင်းကရှေ့ဆုံးကဘိုက်စကုတ်ခေါ်တယ်ကျွန်တော်တို့ကဘိုက်စကုတ်ခဏဘိုက်စကုတ်တွေဟာတော်တော်လည်းမပြဘူးည9နိုင်10နိုင်စက်ကတလုံးနဲ့မီးရကလည်းမပြေဘူးတုံလိုက်မှုန်လိုက်တာလည်းမပြောနဲ့တော့အဲ့ကြတဲ့မှာအတန်တွေကလည်းရုပ်ရှင်တွေကအတန်ကမင်းသားမင်းသမီးပြောတာမကြားဘူးကြီးကန်းနေတအားနဲ့အတန်တွေနဲ့ပိတ်ကားကြီးကလည်းတလှုပ်လှုပ်နဲ့အဲ့လိုရုပ်ရှင်ကိုဘာကြီးဘာတွေတောင်းကရှေ့ဆုံးကကြည့်ဒီရွာကပတ်စံရမှန်းသိတော့လာပြတယ်နောက်တော့လေရုပ်ရှင်ကကျွန်တော်တို့7နှစ်သားက17နှစ်12နှစ်လောက်ထိရွာမှာကျွန်တော်ကြည့်ရတယ်နောက်တော့ကျွန်တော်မြို့ရောက်တော့ကြည့်ရတာပေါ့ဒါပေမဲ့ရွာကတော့ဒီတိုင်းကြရင်ခဲ့တော့ဘာကြီးကတစ်ခါမှမကြည့်ဘူးတော့ဘယ်မြို့မှလည်းသူမရောက်ဘူးငယ်ကကြည့်ခဲ့ဘူးတဲ့အဲ့ဒီအဖြူအမဲကားတွေထဲမှာသူမင်းသား3လက်သူကြည့်ခဲ့ရတယ်သူပြောပြရတယ်မင်းတို့ကငယ်ကွာဘာလို့ရမင်းသား3လက်ကြည့်ရတာတဲ့ကြော်ဆွေတဲ့ကွာမြင့်အောင်နဲ့မြင့်အောင်ဆိုအခုမမြင့်အောင်တော့ဖေပေါ့နော်သိချော်တဲ့မင်းသားတွေပေါ့ရွှေဘကွာတဲ့ငါတော့မရွှေဘကြိုက်ဆုံးပါတယ်ဘာလို့ရအမြဲပြောလို့ရှိတယ်ကြော်ဆွေတို့မြင့်အောင်နဲ့ခတ်ချွဲကွာခတ်ချွဲကြိုက်ပေါင်းကွာမိမတွေကတော့ကြိုက်ပေါင်းငါကြိုက်ဘူးကွာရွှေဘကြီးကတော့ဟေးသိအားရတာပဲခုတည်းပြောတော့ကျွန်တော်တို့မနေ့တနေ့ကသူမဆုံးခင်မကွယ်လွန်ထိဘာကြီးကဘာလို့ရပြောတော့မင်းလည်းရွာပိကားတောင်ကြည့်ရလို့ပေါ့ကွာမင်းနေဦးကွာမင်းတို့မသိမ့်သားလေးကျွန်တော်အမအောင်မသိမ့်လို့ခေါ်တာ
မင်းရန်ကုန်နေတော့ရွှေဘတွေ့တာဟာဘာလို့ကျွန်တော်အိမ်ကြီးချင်းဗျာကျွန်တော်လည်းမဟုတ်ကဟုတ်လားငါတို့ဟာကွာတော့လူဖြစ်ရတာခွေးဖြစ်ရတာပါပဲကွာရန်ကုန်ဖြစ်ကောင်းကငါရွှေဘကြီးနဲ့သိခင်တာကွာငါတို့ကအိုးအိမ်ကြီးနာချင်းမနဲ့မိုးလင်းတွေ့နေရတာထိုးလုံးကြိတ်လုံးလားအိုးလက်ရက်ကောနဲ့မတည့်ဘူးထိုးနေဒါမှသူထိုးတာဒီလိုမဟုတ်တာမခံတာအေးပါငါသိတယ်မင်းမဟုတ်တာခံဘူးဗျာအဲ့ဒါတော့ထိုးလိုက်တော့လည်းမင်းဘစကုန်းထဲရလို့ဒုံနဲ့ပဲမိတာပဲလားဟိုမှာတော့မော်တော်ကားတာယာရိုက်တာလေရုပ်ရှင်ထဲမှာချိန်ပြီးတော့မော်တော်ကားတာယာကြီးတန်တုံးနဲ့ရိုက်တယ်ဒုံနဲ့အဲ့ဒါတကယ်ထိုးတယ်မှတ်တာလက်သီးချက်ကလည်းပြင်းလာဟိရုပ်ရှင်နဲ့တော့ဘစကုန်းထဲတော့ဒုံနဲ့အာပြင်မှာလည်းဒီတွေကျေတာပေါ့အခုတော့ဟာဘာတွေတကယ်ရုံရှာတယ်သူမိမတွေးလေးလှတယ်ကျွန်တော်တို့ပြောတယ်ဖွယ်ရနေပြီပြောပေါ့သူယောက်ျားဒါကြိုက်မှန်းသိတော့ပြောဖွယ်ရနေကျွန်တော်တို့ကလည်းမဟုတ်ကတယ်ရွှေဘတော့မဟုတ်မခံတဲ့စိတ်ငါကြိုက်တာငါတို့ကမင်းရတယ်မခံရတော့လည်းမသက်သာဘူးမောင်နှခမ်းတွေကပဲ့လို့ပါးတွေကဖူးရောင်လို့နာဖူးကလည်းရွဲ့လို့မျက်လုံးကြီးတစ်ဖက်ကပိတ်လို့မိတ်ကပ်လို့မသိဘူးသူဟာမထိုးလာကြည့်လိုက်ကြတာအေးရွာသားလာနေတစ်သက်လုံးကျွေးမယ်လို့မင်းဘာလို့တောင်းပြောတယ်လို့မင်းပြောလိုက်တော့ဘယ်နှစ်ယောက်ရှိတယ်သူသားသမီးတွေအများကြီးပေါ့ဟိုးမင်းသားဆိုတော့မင်းမိမတော့များမှာဗျာဒါပေမဲ့ကွာအကုန်လုံးတော့ပဲတာဝန်နိုင်မလဲရွှေဘတော့ခေါ်လာခဲ့မင်းကွာရုပ်ရှင်ကားတကားငါကြည့်ရပါတယ်ကျွန်တော်တို့မမေးရဘူးနော်ပြောနေတာတကြီးတွေတွေကသူ့နှမလေးကကွာစကားမပြောတတ်ဘူးမတရားပြုတ်လိုက်တော့ကွာသူကလည်းစရင်ငါသူများစီကနေမုံနဲ့ပြန်လာတော့နှမလေးကတိုင်တယ်ကွာတိုင်တော့သဘောမပေါက်ဘူးပေါ့နောက်တော့နှမလေးကတေချာပြောပြတော့ဒီလိုဆိုတော့အိုးနှမလေးရိုက်လိုက်တာကွာရွှေဘကငါကပိတ်ကားပေါ်တက်ပြောနေတာမဟုတ်ဘူးဒီကောင်မလေးမှာအပြစ်မရှိဘူးဟာပြောရင်ပြောမရဘူးကွာတဲ့အဲ့ဒါကွာရိုက်လိုက်တာကွာကောင်မလေးကဆိုစကားလည်းမပြောနိုင်အခုလည်းမဟုတ်ပါဘူးပြောအခုလည်းကြောက်ကမပြောလည်းမပြောတာစာနဲ့ရေးပြဆိုလဲစာကမတက်ရွှေဘကလည်းကွာဇုံမေးတာဟိမင်းကလေးကလည်းမတရားပြုတော့ကြာကြရင်ခက်တဲ့ဒီကောင်ရဲ့မာဖလာလေးတော့ရှိတယ်ဆိုအိမ်ထဲသွားယူပြတော့ဟာဒါရပြီအမဇလန်ပြောပြနေတာမာဖလာနဲ့လိုက်တာထတော်တွေလိုက်ထိုင်ရီဆိုင်တွေလိုက်ဟိုတွေလိုက်ဒီတွေလိုက်ပြတော့ဒါတကြီးလည်းပဲဖိုးတုတ်ရဲ့မာဖလာပဲတကြီးအိမ်နဲ့တန်းဝင်သွားပြီးထိုးတာကွာထိုးလိုက်ကြနောက်ဆုံးတော့ဖမ်းခံလာပါကွာများနဲ့တယောက်အဲ့ဒီမှာထိတ်တုံးခတ်အဲ့ဒီမှာသူ့တပည့်ခံနေတဲ့ကောင်လေးကည7 နာရီတစ်ချက်ထိတ်တုံးလေးလာဖြုတ်အဲ့ဒီမှာထွက်ပြေးကြတော့ဝရမ်းပြေးဖြစ်နမနဲ့သူနဲ့ဖြစ်တဲ့ကိစ္စပေါ်မှာဒီကောင်ကိုငါမတတ်ရမနေဘူးဆိုပြီးတော့ထိတ်တုံးခတ်တာတွေထွက်အပြေးမအေးကိုဖမ်းတယ်ကွာတကြီးကမအေးဖမ်းပြီးမအေးကိုထိတ်တုံးခတ်တာသရင်ကြတော့ဆရာတစ်ပည့်2 ယောက်မြင်း2 ကောင်ဝယ်ပြီးတော့တော်ဘုံကြီးဖြစ်အမလေးကောင်းလိုက်တာသူပြောတာမှထမင်းကလည်းအိမ်မှာစားတော့တခြားနားထောင်ရတော့ပေါ့ထားပါတော့အားရပါရပြောရဲတွေကနောက်ကလိုက်မအေးဖမ်းပြီးနှိမ့်ဆက်တော့မြင်းနဲ့သူကလိုက်ဟိုကလို့နောက်ဆုံးတော့တကြီးလည်းထိုးလိုက်ကြိတ်လိုက်တာကွာပိဿကတဖြောင်းဟေးရွှေဘအားသာကြိုက်တာဟေးငါလည်းအော်တာပဲကွာမတရားမလုံးနဲ့ကွာတတိရှိတယောက်ချင်းချကွာငါကွာခလေး2 ယောက်နဲ့မလို့နှုတ်ငါဝရမ်းပြေးတဲ့ပါလိုက်ချင်သေးကွာသူကဝရမ်းပြေးတဲ့ပါချင်တယ်အေးပါခံထားမင်းတို့လက်ကြမှာမင်းတို့မငိုနဲ့တော့အောက်ကနေအော်တာပိဿကသဘောတွေကြလို့ကျွန်တော်တို့ကမမိလောက်အောင်ငယ်လို့သူပြောပြတယ်အဲ့ဒီစက်သမားလေးတွေထမင်းကျွေးချတယ်အရက်တိုက်တယ်ရန်ကုန်ရရင်ဘာလို့တောင်းမင်းတို့ပြည့်စုံရဲ့ခန္ဓာရွှေပါကြီးပြောတော့မင်းတို့ဘယ်မှာတဲတာတော့ဟိုကလည်းကျွန်တော်လိုပဲဥရှိပါရင်တဲရတာပေါ့သူ့ရင်နဲ့ပြီးဟိုမှာသွားပြဟိုရွာသွားပြဟိုမြို့သွားပြဆိုသွားရတာဩကွာပြောစမှာကွာအပြန်မင်းကိုရွှေပါကိုလက်ဆောင်ပေးလိုက်ပြရစီဘာလို့တောင်းပေးလိုက်တယ်လို့ပြောမကွေးတိုင်းပွင့်ပြူမြို့နယ်ကုန်းဆောင်ကြီးကတခြားပြောဟာအမပါသေးတာထားတာတော့သူသားလေးကနည်းနည်းကြီးတော့ကျွန်တော်တို့ရွယ်သူ9 တန်းလောက်ရောက်တော့တနေ့တော့မျက်လုံးတွေပိတ်ပါဇက်တွေကနှခမ်းကသွေးတွေကျပြီးအိမ်ပြန်လာမအေးကတွေးလေးလှကဟဲ့ငါသားဘယ်လိုဖြစ်တာဘာညာမအေးဆိုတော့ဘယ်သူသားဟေးတန်နေငါရှင်းမယ်ငါသားမငိုနဲ့ရွှေဘတောင်မင်းခံရရင်3 ခါလောက်ဇက်တိုက်ခံရတာသားကိုပြောနေတာမင်းရွှေဘတို့ပြန်မထိုးခဲ့ဘူးလားထိုးတာပေါ့ဖေရွှေဘတို့ပြန်ထိုးအဲ့ဒါမင်းဘယ်လိုဖြစ်တာတော့သွေးတွေနဲ့ဒီကောင်ခဲနဲ့ပေါက်ပြေးတာခဲနဲ့ပေါက်ပြေးတာတော့ငါလည်းမပြောတတ်ဘူးကွာနောက်ဆိုရွှေဘတို့ပြန်ထိုးဟေးမိလှနေမပါနဲ့တို့ရွှေဘကြီးတော့3 ခါခံပြီးမှပြန်ထိုးလို့ရတာတဲ့အဲ့လောက်ဆွဲလာနေမကောင်းဖြစ်တော့ရွာကအဲ့ခက်ကကျွန်တော်ငယ်ကကန်းသွားတဲ့ရွှေဘပါတဲ့ကြော်ညာညနေပေါ်ကကျဲသွားတာကောက်ရတဲ့လူဟာ
ကြော်ညာရှိတယ်ဆိုတော့မိလှသွားဝယ်စားချမ်းလဲချမ်းသာတော့ဘယ်လောက်တော့အဲ့ဒီခေတ်ကငွေ20ပေးရတယ်အခု2000လောက်တန်တာတော်လေးလှအဲ့ဒါလေးတွေးလေးလှဝဲလာပြီးပြတော့ဝင်းနေသားလုံးလို့ချွေးလေးလိုက်လာပြီးချက်ချင်းကောင်းတယ်အဲ့ဒါလောက်ကြိုက်တယ်ကိုရွှေဘကျွန်တော်တို့အရွယ်ရောက်ပြီဆိုတော့တူတူပြောကြစို့ရွာပြန်တဲ့အခါမသိန်းသားလေးလာလို့တဲ့ကျွန်တော်ဒူလေးအိမ်တရတော့လာခေါ်ခိုင်းဟဲ့ရွှေဘနဲ့မင်းအင်ဂျင်နီးတဲ့ဆိုတဲ့ကောင်ပြောပါအောင်ကွာရွှေဘအကြောင်းအေးရတယ်လဲနေရှာပြီတက်ကြည့်ပြီကျွန်တော်ကမဟုတ်တာရောဟုတ်တာရောအေးကွာတွေ့ကြမှာကွာနင်းမင်းရွှေဘကြီးပေးကြိုက်လားကွာကြိုက်တယ်ဘာပေးကြိုက်တော့ပေးရတော့ကုန်ကြိုက်တာမိလားတမျိုးနှစ်ပြည်စီနဲ့ဒီကောင်ပြန်ထည့်ပေးလိုက်ရွှေဘစီရောက်မလို့ရွှေဘဘယ်နှနေမှလည်းမသိဘူးရွှေဘနာမည်နဲ့လှုပ်ရှားနေတာမင်းရောက်အောင်ပို့တော့စိတ်ချပါဗျာအေးရွာခေါ်ခဲ့ကွာစရိတ်စကဘာကြီးပြီးမယ်အေးပါဘာကြီးစိတ်ချပါပြန်ကနေကြမြန်းလဲပေါ်တင်တော့ပဲတစ်မျိုးနှစ်ပြည်နဲ့ပဲက10မျိုးလောက်ရှိတာဘူးအဲ့20နဲ့ပြန်လာပဲစားပြီးနှစ်3နှစ်ပြန်လာဘာလို့ဆောင်လဲအလုပ်ရနေပြီဟိုအသက်ရွယ်ရပြီသူလည်းတဲ့မသွားနိုင်ဘူးစရင်ငှားတွေနဲ့ထားရပြီသားတွေကလည်းအဝေးကိုရောက်ကုန်ပြီဘွဲတွေလည်းရပြီတွေးလေးလှနဲ့လှူလိုက်တန်းလိုက်နဲ့အေးချမ်းချမ်းနေပြီဆိုမဲ့ကျွန်တော်ရောက်တဲ့အခါတိုင်းဘာတွေတောင်းကကျွန်တော်ခေါ်တွေ့တယ်အားလည်းတော့ပဲတယ်အိုးကြိုက်လုံးတော့မှမင်းနှစ်ပြည်သေးလားကွာမေးနေသေးတာမသိလို့ပါမောင်အားမင်းတို့မြို့သားတွေအဲ့လိုစမ်းမမသိလို့မင်းလှတွေကပြန်3ပြည်စီထည့်ပေးထမ်းပြန်လာပဲကျွန်တော်ခပ်ပေါ့နော်လူတယောက်ရဲ့အဲ့ဒီခံစားမှုကိုကျွန်တော်ခပ်ပေါ့သဘောထားတာတခါတော့မြေတွေကိုလှူတယ်သာသနာဗိမာန်ကြီးစောက်ဖို့မြေလှူတာထားခဲ့တဲ့မြေတွေကအများကြီးအမေတို့လည်းမောင်နှမနှဝန်းလောက်ကွဲတယ်သူတို့ဒွေလေးလှတဲ့ဘက်ကရတဲ့အမွေကအများကြီးသာသနာဗိမာန်စောက်ဖို့မြေဧရိယာခြေကြီး3ဧက4ဧကလှူတဲ့အထက်မှာမြတ်စွာဘုရားနဲ့တကွယနာ3ပါးအမှုထား၍မင်းသားကြီးဥရွှေဘအားအကြီးအမှုပြုပါတယ်ဆက်ဖိတ်စာထဲမှာသူငယ်ငယ်ကြည့်ရတဲ့ဘုရားယနာ3ပါးထိတ်ကထားပြီးမင်းသားကြီးဥရွှေဘအကြီးအမှုပြု၍တဲ့ဖိတ်စာထဲထည့်ရိုက်တဲ့ပါကြီးတစ်ခေါက်မှတော့ကျွန်တော်ဘာမှားလဲဆိုတော့ပဲတွေပေးရင်ကရွှေဘကြီးဆရာစာလေးတစ်စောင်လောက်ယူခဲ့ပါကွာတဲ့ငါတို့ငါဖတ်ချင်တယ်တဲ့ရွှေဘဆရာစာဆိုလဲလွတ်လွတ်လေးဘယ်သူရေခိုင်းလေမတွေးဆောင်ပေးလိုက်တဲ့ပဲတွေရပါဗျာကျေးဇူးတင်ပါရဲ့ရွှေဘရုပ်ရှင်မင်းသားကြီးဆိုရင်ရတာပဲသူလက်ရည်သူမြင်မှုတာမှမဟုတ်ပဲရပေါ့ပါကြီးကျွန်တော်လည်းပေါ့ပါပဲအလေးနဲ့မရှိခဲ့ပါဘူးရံဝင်ရောက်တော့လဲခေါင်းထဲပဲရှိမလို့အမေကငါမောင်ကပေးလိုက်တဲ့ပဲတွေငါတို့စားကုလို့ရပါတော့အမေကလည်းစားတာပါပဲကျွန်တော်လည်းစားတာပါပဲရွှေဘကလည်းပဲစီနေမှမသိပါဘူးတစ်ခေါက်တော့သွားတော့ဘာတွေတောင်းမရှိတော့ဘူးတွေးလေးလှကမျက်ရည်တွေတွေ့ကြကျွန်တော်ဖက်ပြီးငိုးရှာတယ်ကြီးတော်ကြီးကမင်းကိုမျောနေတာငါတူတဲ့ဒီကောက်လက်ထဲရွှေဘစာဒီလောက်ဆိုရောက်နေလောက်ပြီအခုဖတ်ရရင်ငါအခုငေါက်ခနဲ့ထားထိုင်မဲ့ဟာမသိန်းသားလေးကလည်းမလာပါဘူးငါတူရဲ့တဲ့မင်းကိုမျောရင်းနဲ့မင်းဘာတွေဆုံးရှာတယ်လူတယောက်ရဲ့အဲ့ဒီ prejudice အဲ့ဒီအဆွဲအလံအဲ့ဒီမျောလင့်ချက်အဲ့ဒီမျောမှန်းချက်ကျွန်တော်တို့ခပ်ပေါ့ကျွန်တော်သဘောထားခဲ့တယ်နော်ဒါဟာယူသွတဲ့လူတယောက်ရဲ့ကိစ္စပဲလို့ကျွန်တော်လောက်ပဲသဘောထားခဲ့တာနောက်ဆုံးချိန်ထိရွှေဘရဲ့စာဆိုတာမျောရင်းနဲ့တွေးလေးပေါ်အသက်ကံကုံသွားရှာတယ်ကွယ်တဲ့မင်းကိုမျောရှာတဲ့မျက်နှာလေးငါမြင်စေချင်လိုက်တာအခုမသိန်းသားလေးစာလေးပါလာငါငေါခနဲ့ထားထိုင်မှာမိလှရဲ့လို့ပြောသေးတာတုံးတယ်လူတယောက်ရဲ့ဘဝနဲ့ယဉ်ပြီးကျွန်တော်ခပ်ပေါ့လုပ်ခဲ့တဲ့ဒီမျောလင့်ချက်တွေကျွန်တော်တန်ဖိုးမထားခဲ့တဲ့ဒီဖြစ်ခလေးကလည်းကျွန်တော်ရင်ထဲမှာခဏရှိပါတယ်တူတူပြောကြပါစို့15ရှိပါပြီနောက်တစ်ယောက်ကတော့စင်ပေါက်တငယ်ချင်းမှာရွယ်သူပါသူ့အဖေကမြေကြီးပေါက်ရတယ်အမေကမောင်းနှင်းရတယ်မနေ့4နာရီလောက်ကညနေ4နာရီ5နာရီတနေကုန်ဟုတ်လို့မောင်းနှင်းရတယ်ခြေသလုံးရိုးလေးသေးသေးလေးနဲ့မောင်းနှင်းရတာတနေကုန်မောင်းနှင်းနေဆိုတာမောင်းစုံထဲမှာတောင်ရင်းစံဖို့စံမုံဖို့ဘာဖို့ခေါ်ပြီးမောင်းနှင်းခိုင်းရင်သွားနင်းပေးရတဲ့ခွာရီမေကမောင်းနှင်းလိုက်ရညကြတော့အော်နေရတယ်ခြေသလုံးလေးကနင်းရတော့တနေကုန်မခတ်နိုင်ဘူးမနေ့ကထသွားရှာတာပဲအဖေကမြေကြီးပေါက်ရတယ်ဒီစင်ပေါက်ကဘုန်းကြီးကျောင်းမှာနေရတယ်ကျွန်တော်တို့မောင်နှမတွေကလောကဓာတ်ကျောင်းလို့ခေါ်တယ်တန်းကျောင်းနေရလားစင်ပေါက်နဲ့တငယ်ချင်းနေပေမဲ့စနေတနေ့တွေကျောင်းပိတ်တော့မှစင်ပေါက်ကအိမ်လာရင်အမေတို့ဒွေးလေးတို့ကခိုင်းတယ်ဒီကောင်ကလေကျွန်တော်နဲ့ရွယ်သူဆိုပေမဲ့
ထင်းလဲပေါက်နိုင်တယ်ရေလဲထမ်းနိုင်တယ်စင်ပေါက်စီယူလေးကာခဲ့အောင်ဟဲ့ကာနိုင်တယ်ဈေးပြီးဝယ်သားဟဲ့ဝယ်နိုင်တယ်ငါစကြောရွှေသားငါတူလျှော့နိုင်တယ်အိမ်ထဲမှာမွေဝင်လို့မွေတွေခွေနေလို့ရှိရင်လည်းဒုတ်တစ်ချောင်းနဲ့မကြောက်မရွံ့ဟဲ့တစ်ပင်တက်ချိုင်စားဟောက်ပဲအကိုင်းကြီးကလောင်းရိပ်မိလို့တက်နိုင်တယ်ကျွန်တော်တို့နဲ့တခြားစီအမေတို့ကကျွန်တော်တို့အမြဲတမ်းပြောလို့ရှိတယ်စင်ပေါက်လောကရကြောင်းမနေရရှာလို့မင်းတို့တဲ့အများကြီးဖြတ်တက်သွားလိမ့်မယ်ဒီကောင်လေးကဟုတ်တယ်သူ့ဝါသနာကတစ်မျိုးသူ့ဖေရဲ့ရှမ်းတိုက်ပုံကြီးအနဲ့ရောင်ရှမ်းတိုက်ပုံကြီးကိုဝက်မျက်နှာအုံမဲတွေသုတ်ရှွန့်နဲ့အယိုးကောင်းကြီးလှုပ်ဖျောင်းတိုင်တိုလေးငါးချောင်းအိတ်ထဲထက်တစ်သားမီးကြီးကလေးထက်မျက်လုံးကြီးပြူအတန်ကဝဲနဲ့ရှမ်းဆရာကြီးလိုဘာလို့လှုပ်အိမ်ထဲဝင်လာပြီးမျက်လှည့်ပြတာတော့သူ့ဝါသနာအမေတို့ခိုင်းတာအကုန်လုပ်ပြီးရင်ကျွန်တော်မောင်နှမတွေနဲ့အင်းနီးနားချင်းတွေကစင်ပေါက်ရဲ့မျက်လှည့်ပေါ်ကြည့်ရအယိုးကောင်းကြီးပေါ်ဖျောင်းတိုင်ထုံးတော့ကျွန်တော်တို့ကကြောက်လို့လေသူကအတန်ဝဲနဲ့စီဝိုင်းဝိုင်းပြီးတော့မျက်လှည့်ဆရာကြီးလိုလှုပ်နေတာကိုအမေကဟဲကောင်လာခဲ့မင်းအယိုးကောင်းကြီးသွားအပြင်မလွှတ်ပြဘယ်ဟာကြီးရက်တည်းမရှိတာမဟုတ်ဘူးအမေကြီးကကြီးတော့ရဲ့ကျွန်တော်ကဒါရွှွန့်နဲ့လှုပ်တာရွှွန့်နဲ့လှုပ်လက်ပြင်ထုတ်အပြင်ထုတ်ဆိုရင်လွှတ်မပြည့်ရဘူးသူ့ဟာလေးဟိုးအပြင်ဘက်ကကုတ်ပင်အောင်သွားထားဒါပါမှပြဖြစ်တာဟောမင်းအမေကဒုက္ခပါပဲကွာစင်ပေါက်တူပြောရဆိုသိချစ်เสียကောင်းတဲ့စင်ပေါက်ကျွန်တော်တို့မောင်နှမနဲ့စင်ပေါက်နဲ့ချိန်ထားတဲ့နေရာတနေရာရှိတယ်အဲ့ဒါဈေးနောက်ကဦးကျန်နေရဆိုတဲ့တတိကလာတတိတယောက်ရဲ့နောက်ဖေးလမ်းကြားမှာအမြဲချိန်တယ်အဲ့မှာဈေးကြိုပင်ရှိတယ်အဲ့ဒီဈေးကြိုပင်အောက်ကိုအမြဲတမ်းသူဟာမနေ့9နာရီရောက်တယ်စွန့်ပြတ်နေစင်ပေါက်ကဟိုဘက်ကဝင်လာကျွန်တော်မောင်နှမကဒီဘက်ကတကြီးအိမ်ဘက်ကပါပြီးတော့ဦးကျန်နေရရဲ့လမ်းကြားဝင်လိုက်တာနဲ့9နာရီပတ်ဝန်းကျင်မှာအမြဲဆုံးတယ်သူစောရင်စောင့်တယ်ကျွန်တော်တို့ကစောရင်စောင့်တယ်ကျောင်းက9နာရီခွဲတက်စင်ပေါက်ကနွဲ့နဲ့လူကောင်ကဝဝယူစင်ပေါက်ကြီးတိုင်းပဲခေါင်းကူကြီးနဲ့စွန့်ပြတ်ကြီးမြေကြီးပေါ်ချယူကြိုက်တာယူဖုန်းကြီးတောင်ဖုန်းမပေးရတယ်ကျွန်တော်တို့ပဲပြုတ်စီစံဟောတာကျဲဥပြုတ်ဟောတာကလက်ဖက်သုတ်ဟောတာကမုံဟောတာမုံခဲပွဲဟောတာစိန်ဖေကြီးဟောတာကျက်သားဝက်သားဒါကပဲကျော်သုတ်ဟောတာကနံပါတ်ချင်းသုတ်မင်းဟောတာတတိကြိုက်တာယူအချက်တယောက်နှလုံးယူဟောတာကြိုက်တာစားကျွန်တော်တို့ကလေတတိထက်လွယ်ထက်တရားနံပါတ်ချင်းတပည့်တရားပဲပြုတ်နဲ့ဒီဘက်ကကျဲဥပြုတ်နဲ့ယူမင်းကမစားဘူးလားငါငရဲကြီးမှဆုပ်လို့တယ်ဟာသူကတော့တခုမှမစားဘူးနေ့တိုင်း9နာရီဆိုစုံတယ်အဲ့လိုချစ်တဲ့စင်ပေါက်ကြီးထားလိုက်တော့ကျွန်တော်ရန်ကုန်ပြောင်းနေအသက်20ကျော်မှာရန်ကုန်မှာကျွန်တော်ဝန်ထမ်းဖြစ်နေအလုပ်လုပ်တယ်အခုနလိုပဲဗာတွေးတောင်းတို့ကျွန်တော်ခေါ်တယ်လို့ပဲပြန်လာရင်ကျွန်တော်စင်ပေါက်ကြီးခေါ်တွေ့ကျွန်တော်တတ်နိုင်တဲ့ပစိုးလေးတွေအဝတ်လေးတွေငွေကြီးလေးနည်းနည်းပါးပါးသူတို့ခေါ်ခဲ့ပြီးပေးတာဒီလိုပေးကျင်တာပေါ့လေအကိုတွေမေးကြည့်တော့စင်ပေါက်ကမရှိတော့ဘူးတဲ့14နှစ်သားလောက်ကလေးကမင်းတို့ရန်ကုန်ပြောင်းကြရပါပဲကွာတဲ့ရောကပြောက်သွားတော့မေအေးကြီးကသူ့စိတ်နဲ့သေချာတယ်တဲ့ဘယ်ရောက်လို့ဘယ်ပေါင်းမှမသိဘူးစုံစမ်းလို့လည်းမရဘူးရှစ်ခက်ကတယ်လီဖုန်းလည်းရှိတာမဟုတ်စာလည်းထည့်လို့ရတာမဟုတ်ဘူးဟုတ်လားအေးအမေဆုံးအဖေဆုံးတော့လေကြားလားမကြားလားတော့မသိပါဘူးကွာပေါ်မလာပါဘူးစင်ပေါက်ပြောက်သွားလိုက်တာနောက်တော့သတင်းရောက်လာတဲ့စင်ပေါက်သေးပြီတဲ့မဟုတ်တော့ပါဘူးတချို့ကြတော့လည်းမျက်လက်ပြိုင်းနဲ့မျက်လက်ဆရာဝိုင်းနဲ့ရွာကိုလိုက်လာတော့မျက်လက်ဆရာကရွာလာပြတော့သူကအဲ့ဆရာကြီးတောင်းပန်ပြီးလိုက်သွားတယ်လို့ပြောတဲ့လူကပြောတယ်မျက်လက်ပြိုင်းနဲ့မွေကြိုက်တယ်လို့လည်းကြားတယ်ပေါ့အမျိုးမျိုးသတင်းတွေကြားတယ်ဆိုပေမဲ့စင်ပေါက်နဲ့ကျွန်တော်မတွေးလိုက်တာနောက်ဆုံးစင်ပေါက်နဲ့ကျွန်တော်တွေ့တဲ့အချိန်မှာတော်တော်လေးစင်ပေါက်ကအသက်ကြီးရှာနေပါပြီရွာပြန်ရောက်နေပြီတဲ့ကျွန်တော်နှမကအကိုတဲ့အခုတငယ်ချင်းစင်ပေါက်ကြီးရွာပြန်ကတ်နေပြီသွားတွေလည်းမရှိတော့ဘူး50ကျော်60နာကတ်နေပြီသပင်တွေကလည်းတကောင်းလုံးဖြူလို့ဘိုက်ကြီးလည်းဖောင်းလို့ယောဂရလာထင်ပါရဲ့အေးငါ14နှစ်သားကလေးကပျောက်သွားလိုက်ကြဒီကောင်ရွာကလည်းစင်ပေါက်ဆိုတဲ့လူတယောက်တို့ရွာကမရှိတော့ဘူးဆိုတာဘာမှအရေးမကြီးဘူးလေစင်ရတဲ့တာမန်ကလေးတယောက်ပျောက်သွားတာရွာကအရေးမှမကြီးပဲဒါမဲ့ပြန်တွေ့တဲ့အခါစင်ပေါက်နဲ့ကျွန်တော်တွေ့ပါတယ်စင်ပေါက်ကအားရဝန်းတာခြေတော့ထွန်းတယ်ကလေးနဲ့လာရှာတယ်တကယ်ကြီးဟာငါလာမှာပေါ့ငါအိမ်ကမကောင်းဘူးတဲ့အိမ်လည်းမရှိတော့ဘူးအမေတို့အိမ်လေးလည်းမျိုးတွေကရောင်းစားသွားတော့လမ်းဘေးမှာတဲထိုးနေတယ်အေးပြောပါဦးဘယ်ဘာတွေလုပ်ဘယ်လိုဖြစ်သွားလဲမျက်လက်ဆရာကြီးနဲ့လိုက်သွားရင်းနဲ့ကွာတဲ့သူနဲ့ပဲနေကြငါကမျက်လက်မပြပါဘူးကွာတဲ့ဆရာကြီးကလည်းမသိပါဘူးဘာလို့လဲဆိုဘင်ထုရတာဘင်ထုရတယ်တဲ့ဘင်လေးပေါ်မှာရကွန်းလေးနဲ့လက်ကဒီဘက်ကချောင်းအောက်ကဒင်းနဲ့
တို့လမ်းစဉ်လူငယ်တွေပါတိတဲ့ပင်မျိုးလေးအသေးစားလေးပဲကွာအဲ့ဒါလေးထုရတာဟိမဝရည်စားပါပဲကွာဟိုရွာရောက်ဒီရွာရောက်ဘင်းလေးထုစားငါအဲ့လိုနေနဲ့မျက်လက်ဆရာကြီးသမီးလေးနဲ့အိမ်တောင်ကြသူတို့လည်းစင်စင်ရဲပါပဲကွာနောက်မျက်လက်ဆရာကြီးသေးတော့ဒီသမီးလေးကတိတ်မကြောက်ငါအသက်30ကြာဆုံးပြန်တယ်ဒီသမီးလေး2ယောက်နဲ့ငါလုတ်ကင်စားတော့မျက်လက်လည်းပြမရဘင်ကလည်းထုမရတော့ဘောက်လုတ်စားရင်နဲ့ယောဂဟောင်းပြန်ထအခုတော့ရွာကြီးပြန်ကတ်ရတော့တာတန်ငယ်ချင်းတဲ့ပြောတော့ကျွန်တော်စိတ်ထဲတော်တော်မကောင်းဖြစ်သွားတယ်အေးမင်းညနေကျငါလာခဲ့မယ်ကျွန်တော်ညနေကျတကယ်လည်းသွားပါတယ်ပတ်စံတချို့တော့လည်းချက်ပစိုးအစ်ကလေးချက်အင်ကြီးလေးချက်ပေါ့နောက်အဟောင်းတွေကလည်းလက်တာလေးနဲ့ထည့်သုံးတဲ့ချက်သူသမီးလေးတွေကိုလည်းမုံပိုးပေးမယ်ပေါ့ဟိုရောက်တော့စင်ပေါက်ကခလေးထိနေတယ်ကျွန်တော်လာတော့ရှက်နေရှာတယ်နေရထိုင်စရာကလည်းထိုင်မရှိတော့ကျွန်တော်တဲတဲ့အတင်းဝင်သွားပြီးထိုင်တယ်ကိုပင်ကြီးအောက်တဲထိုးတော့ကျွန်တော်ရှောက်ကြည့်လိုက်တဲ့အခါမှာဘာမှမရှိရှာပါဘူးသမီးလေး2ယောက်ကတက်ကဲပြက်အပြင်ဘက်မှာအရွယ်ရပြီမြီးကလေးထိန်းထားတယ်အကြီးမကမြီးရနေတာတဲ့မင်းမပြောခဲ့ရဘူးမြီးလေးကလည်းပြစွတ်ကလေးပေါ့ကျွန်တော်အဲ့ထက်မှာထိုင်တော့တက်ကဲပြက်နေရလို့သမီးကလည်းကလေးဆေးလာပြီးတော့အဖေညနေပဲထွက်တဲ့အကျော်လေးပြေးဝယ်ရရမလားဖေးတယ်မဝယ်နဲ့မောနေငါပြန်ထမင်းစမှာနှမတွေကထမင်းပြင်ပြီးမင်းစီလာနှုတ်ဆက်တာမင်းအိမ်ကိုမှမလာဘူးဖြစ်မှာဆိုလို့အေးပါကွာကျေးဇူးတင်ပါဒါငါမြင်းလေးပဲတဲ့အဲ့မှာဝတ္ထုကအစဒါငါမြင်းလေးပဲနေဝင်းမရငါသူ့ကိုမွေးပေးစရာလည်းမရှိဘူးပတ်စံပေးစရာလည်းမရှိဘူးငါရဲ့ဘဝမျှော်မှန်းချက်ငါရဲ့ရည်မှန်းချက်တစ်ခုတော့ရှိတယ်ငါမြင်းလေးလည်းမျက်လက်ဆရာဖြစ်စေချင်တာပေါ့ကွာမျက်လက်ဆရာမဖြစ်တော့မှနောက်ဆုံးငါလိုဘင်ထုတဲ့လူတော့ဖြစ်ရမှာပေါ့ဒီစားမြေအတွက်တော်တော်ကြီးကြီးမားမားမျှော်မှန်းထားတာနော်ဘင်ထုတဲ့လူဖြစ်ရမှာပေါ့မင်းဟိုမှာကြီးတဲ့တဲတောင်မှာဘင်လေးကခိုင်းလေးပဲရှိတော့တယ်သေရည်မရှိတော့ငါထုခဲ့တဲ့ဘင်ရကွင်းလည်းမရှိတော့ပါဘူးကွာစုပ်ပြတ်နေပြီငါဘင်လေးတစ်တလုံးလို့ခြင်းတယ်ဘင်တစ်ကလေးဆိုတော့ကြီးမဟုတ်ပါဘူးကွာငါမြည်တဲ့တိတ်လည်းနောက်ထပ်50နှစ်ဆိုရင်တီးနိုင်တော့ပါပြီမင်းတို့ရန်ကုန်တော့ဘင်ရှိမှာပေါ့ရှိတာပေါ့ဘုရားဆောင်တာမှာမင်းဘင်လေးတွေကလေးတွေကစားတဲ့ဒိန်နဲ့တီးတယ်လွယ်ပြီးတီးတဲ့ဘင်လေးရှိတာပေါ့ကွာဟိုးငါလူကျင်လိုက်တာကွာရကွန်းလေးတစ်စုံနဲ့ဘင်လေးငါပို့ပေးပါလားဒုစံတိုင်းပဲကျွန်တော်ကပို့ပေးမယ်မြည်ကိုငါကပညာအမွေပေးခြင်းလို့တယ်ဒီဘင်ထုတဲ့ပညာအမွေကျွန်တော်ချားလိုက်တော့ပစိုးလေးပိုက်ဆံလေးကျွန်တော်ပြီးတော့တကယ်ချင်းငါတက်တာလေးနဲ့တော့မင်းပြုစုပေးရစီကွာလေဘာလို့တာလို့ဆိုဇကြောလေးလျှော့ပေးတယ်သူကျင်တော့ကျွန်တော်ခံပါတယ်တကယ်ချင်းသိချစ်ကြတယ်ဆိုတာမျိုးလေးဖြစ်အောင်ကျွန်တော်လည်းခံလိုက်ပါတယ်ရန်ကုန်ရောက်တော့စင်ပေါက်ရဲ့ဘင်ကပဲရှိမတော့ကျွန်တော်လည်းရုံးကန်နေရတယ်ဝန်ထမ်းဘဝဒါကလည်းစင်ပေါက်ခတ်ပေါ့ပြောတာဘယ်နဲ့ဒီမတိမတာလေးကိုဘင်ဝယ်ပေးရမယ်လို့မဟုတ်ကတီးနိုင်အောင်ကိုပဲနောက်ထပ်9နှစ်လောက်စောင့်အောင်မယ်10နှစ်လောက်စောင့်အောင်စင်ပေါက်ရဲ့ဘင်ကောင်းတယ်မရှိပါဘူးမေးတာလည်းမေးတယ်အမှန်ပါပဲဒါပေမဲ့ခုနလိုပဲတစ်ခေါက်ရွာပြန်တော့တက်ကယ်ပြည့်တဲ့သမီးကလေးကမျက်ရည်တွေကြာရင်ကျွန်တော်ပြောတယ်ဘင်လည်းမပါပါဘူးကျွန်တော်အိမ်ကအဖေကဦးလေးကိုသိမ့်မြော်တာတဲ့ငါတငယ်ချင်းလာရင်ဘင်ပါလာမှာတဲ့ငါမရှိတော့ဘင်ပါမလာရင်တော့ငါမြည်ကိုပေးလိုက်ပါဒီကောင်ဝယ်လာမှာဒီကောင်ဂရိသိတ်ကြည်တာပဲလို့ပြောတယ်ဦးလေးဘင်ပါလာတယ်ဟာအေးမပါဘူးသမီးတက်ကယ်ပြစ်တဲ့ဒီကလေးကိုကျွန်တော်ရှင်းမိလာအဲ့ဒီခါပဲပြောချင်တာဘာလို့လဲကျွန်တော်တို့အားလုံးဟာဘဝမှာမျှော်ရင်းနဲ့ဘဝတွေကုန်ကြရတယ်ရာနိုးနဲ့ဘဝတွေကုန်ခဲ့တာများပါပြီပင်းနိုးနဲ့ဘဝတွေကုန်ခဲ့တာများပါပြီရောင်နိုးနဲ့သွားခဲ့တဲ့ခရီးတွေလည်းများပါပြီကောင်းနိုးနဲ့မျှော်လင့်ခဲ့တာတွေလည်းများပါပြီအဲ့ဒီမျှော်လင့်ရခြင်းစောင့်စားရခြင်းမျှော်မှန်းရခြင်းဒါတွေနဲ့ပဲလူဘဝဟာပြီးနေရတယ်ဆိုရင်ဖြစ်သောစဖတ်ပြည့်တာများစဉ်းစားကြည့်ပါကျွန်တော်ပြောတာ no one can live without craving မျှော်လင့်ခြင်းမရှိဘဲလူတွေဟာရှင်သန်ခြင်းမရှိနိုင်ပါဘူးကျွန်တော်ငယ်ငယ်ကကျွန်တော်ပြောခဲ့ပါတယ်အဖေကိုသိမျှော်တယ်အဖေကအဝေးမှာအိမ်မှာပြက်ကလေးမရှိဘူးအိမ်မှာနာကြီးမရှိဘူးကျွန်တော်ကသဘာဝပြက်ကလေးနဲ့မျှော်တယ်အိမ်ရှိကပေါက်ပင်ကြီးပေါက်ပွင့်နေပွင့်ရင်အဖေပြန်လာတတ်တယ်ဒါနဲ့မျှော်တယ်အိမ်ရှိကကိုပင်ကြီးအရွက်တွေပြောင်သွားအောင်ချွေပြီးဆိုရင်အဖေပြန်လာတတ်တယ်အမေကသင်းကောက်သွားတော့မိုးချုပ်နေဝင်အမေကိုလှမ်းမျှော်ရတယ်ချစ်သူဖြစ်တဲ့ကျောင်းဆရာမလေးက7ကလေးနဲ့ဒီချိန်စုလာပြီလို့ဟိုးတာယုထိတ်က
မျောနေရတယ်ဒီလိုမျောရတဲ့အရာတွေဘဝမှာချုံမြင်တယ်လို့ပြောဖို့တော့ခက်တယ်နော်မျောခြင်းတိုင်းဟာချုံမြင်တာမဟုတ်ပါဘူးသို့တော်လည်းပဲအကောင်းကိုကျွန်တော်တို့အားလုံးမျှော်ကြပါတယ်နိုင်ငံနဲ့ကြည့်ရင်ခေတ်ကောင်းကိုမျှော်ကြတယ်စနစ်ကောင်းကိုမျှော်ကြတယ်အစိုးရကောင်းကိုမျှော်ကြတယ်နိုင်ငံရေးကောင်းကိုမျှော်တယ်စီးပွားရေးကောင်းကိုမျှော်တယ်ကျန်းမာရေးကောင်းမျှော်တယ်ပညာရေးကောင်းကိုမျှော်တယ်တိုင်းပြည်ကောင်းစားဖို့မျှော်တယ်ဘဝကောင်းကိုကျွန်တော်တို့တဦးချင်းကမျှော်ကြတယ်ပြောချင်တာကဘာလဲကျွန်တော်အားလုံးဟာပေးထားတဲ့ဂရိတွေတည်ဖို့ပေးထားတဲ့ဂရိတွေကြည်ဖို့လည်းလိုတယ်အစိုးရကတိုင်းပြည်ကိုပေးထားတဲ့ဂရိတွေတည်ဖို့လိုသလိုပဲကျွန်တော်တဦးချင်းကအမတ်တမဲ့ပေးမိတဲ့ဂရိတွေတည်ကြည်ဖို့လည်းပို့ပြီးအရေးကြီးပါတယ်မျောလင့်ခြင်းတွေဟာမဆုံးနိုင်ပါဘူးမျောလင့်ခြင်းမရှိရင်အသက်မရှင်နိုင်ပါဘူးသို့တော့အဲ့ဒီမျောလင့်ခြင်းတွေကတလုံးတဝါတဲ့ပြည့်ဝတဲ့မျောလင့်ခြင်းတွေကတလုံးတဝါတဲ့ရယူနိုင်တဲ့တစ်ဖက်ကပြန်စဉ်းစားရင်မျောလင့်သူတွေကိုကျွန်တော်တို့ကတလုံးတဝါတဲ့ပြန်ပေးနိုင်တဲ့နိုင်ငံသားကောင်းများဖြစ်ဖို့ကလည်းအရေးကြီးတယ်ဆိုတဲ့အကြောင်းလေးစဉ်းစားစရာချပေးရင်ဒီကနေ့ကျွန်တော်ဟောပြောချက်အနည်းဆုံးချုပ်ပါခြင်းဖြစ်ပါလေကျေးဇူးတင်ပါတယ်